ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ channel လေးကနေပြန်လည်ပြီးတော့မှကြိုဆိုပါရခင်ဗျာကျွန်တော်ရဲ့ channel ကနေပြီးတော့မှပရိသတ်တို့ရဲ့ပရလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းကောင်းလေးတွေအမြဲတမ်းရွေးချယ်ပြီးတော့မှတင်ဆက်ပေးနေပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ရဲ့ပရိသတ်တွေနားဆင်ဖို့အတွက်တိုက်ခန်းဝိညာဉ်ကဝိညာဉ်များဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့နေလေးမှာခင်ဗျာအချိန်ကာလအပြင်1996ခုနှစ်ဝန်းကျင်လောက်ကဖြစ်ပြီးတော့အောင်မောင်ကြီးကျောင်းသားရောက်ဟိတ်အရှိကတငယ်ချင်းမြင့်သူရဲ့ခေါ်တန်းရောက်အောင်မောင်တယောက်စားလက်စထမင်းကျော်လက်ကျန်ကိုပလူပလောင်းဆိုင်ရင်းနဲ့အိမ်ရှိကန်းကိုထွက်လာခဲ့ပါတယ်အမေဒါကြောင်းတော့မယ်မုံမုံပေးဦးအေးရော့မတည့်တာတွေဝင်မစားနဲ့နော်ဟုတ်မေသွားပြီနော်မိခင်ဖြစ်သူစီကမုံမိုးကိုယူကာကျောင်းလွေးကိုကဘိုးကီကိုလွှဲလို့ပြေးထွက်သွားတဲ့အောင်မောင်ကိုကြည့်နေဒေါ်သေးပြူတပြင်းချမိပါတယ်သူမရဲ့တဝီတော်သားလေးအောင်မောင်ဟာအခုနှစ်မှာ9တန်းကိုတော့ရောက်နေပြီဆိုပေမဲ့ခန္ဓာကိုယ်ကမနိုင်သေးလူပြဖို့အရွယ်ကိုရောက်နေပြီဆိုပေမဲ့ကလေးငယ်တယောက်လိုအဆအရရမိခင်ကိုအားကိုးနေပါတယ်အဝိလဲတာကအစမိခင်ကစီစဉ်ပေးရပြီဒေါ်သေးဖြူမိဖို့ခန်းထဲဝင်ကတမင်းစပွဲကိုကြည့်ပြီးတော့စိတ်ညစ်ပါတယ်ဟင်းနေလည်းမသိငယ်ဘူးစားပြီးသားပကံတောင်မှမထက်ခဲ့ဘူးနင်းတယောက်နဲ့တော့လေမောပါအောင်မောင်ရေမောပါအောင်မောင်ရဲ့မိခင်ဟာတူးလေးရင်ယူရင်းနဲ့တင်းကြရှိတာတွေကိုသိနေပါတယ်အောင်မောင်ကရက်ွက်ထဲကအလဲတန်းကျောင်းခွဲတစ်ခုမှာ9တန်းပညာသင်ယူနေပြီးကလေးစိတ်မပြောင်းသေးတဲ့အလဲတန်းကျောင်းသားတစ်ယောက်ဆိုပေမဲ့တွင်းနေတဲ့သူ့ရဲ့တငယ်ချင်းမြင့်သူနဲ့အပေါင်းမတစုကတော့လူမျိုးပေါင်းအရွယ်ရဲ့ထုံးစံတိုင်းအရာရာကိုစူးစမ်းလို့လက်တွေ့စမ်းသပ်ခြင်းတဲ့သူတွေမိဘဆရာပြောစကားတွေကိုနားထောင်ခြင်းနဲ့စိတ်သိမ့်မရှိအရှက်ကြောက်ကြီးလာတဲ့အောင်မောင်ကိုမြင့်သူတို့ကလောင်ပြောင်းလေးရှိပါတယ်ဒါပေမဲ့အောင်မောင်ကတော့တီးခံပြီးတော့ပေါင်းတင်တက်ပြီးသူတို့နေထိုင်ရာရက်ွက်ထိပ်မှာဈေးလေးတစ်ခုရှိပါတယ်အဲ့ဒီဈေးလေးကတင်းငိမ်ဟောင်းတစ်ခုပေါ်မှာဆောက်လုပ်ထားတာဖြစ်ပြီးတော့ဈေးရဲ့အင်တာနောက်ကျောဘက်မှာအုပ်ကိုအပိုင်းစားတချို့ရှိနေသေးတာလေသူတို့တွေတွေ့ရပါတယ်ဈေးရဲ့တောင်ဘက်မှာလေရေကန်ကြီးတစ်ခုရှိပြီးတော့မှအဲ့ဒီရေကန်ကလေအထူးသဖြင့်ကျောင်းသားအရွယ်လေးတွေရင်းနဲ့တေးဆုံးနေတော့လူစားတဲ့ကန်ဆိုပြီးတော့နာမည်ကြီးပါတယ်တင်းငိမ်အဟောင်းပေါ်မှာဆောက်လုပ်ထားတဲ့အဲ့ဒီဈေးလေးမှာဈေးစက်တချို့အချောက်လန့်ခံရမှုပြီးမက်ကျူဟာအဲ့ဒီဈေးလေးမှာငပိငချောက်ရောင်းနေသူပါညနေဈေးလေးနဲ့ချိန်ရောက်တဲ့အခါမှာသူမရောင်းချနေတဲ့ငပိအိုးနဲ့ငချောက်တွေကိုဆိုင်ငန်းလေးထဲမှာထည့်ပိတ်သိမ်းပြီးတော့အိမ်ပြန်သွားပါတယ်ငပိငချောက်ဖိုးကြီးကိုညနေဆောင်တဲ့အချိန်ရှင်းပြရမှာမို့အလိုတကြီးဆိုင်ပိတ်ခဲ့တာလည်းဖြစ်ပြီးအဲ့ဒီဈေးလေးမှာအရှိအနောက်တောင်မြောက်ဝင်းပေါက်၄ပေါက်ရှိရာအရှိပေါင်းနဲ့အနောက်ပေါက်ကိုဆက်သွယ်ထားတဲ့ဈေးလမ်းမကြီးတစ်လျှောက်ကအစီကားဆုံးဖြစ်ပြီးဘေးတစ်ဖက်တစ်ချက်မှာကုံစုံဆိုင်ဈေးဆိုင်အလှကုံဆိုင်ဖက်နဲ့အဝိတ္တဆိုင်နေနဲ့အပြိုင်ဆိုင်ရောင်းချနေတာဈေးပွင့်ရတိုင်းတွေ့ရပါတယ်ကျန်တဲ့ရက်ဒီမှာတော့လူသွားလူလာကျဲပါသလိုဈေးဝယ်တဲ့သူတွေကလည်းအတွင်းဘက်ကိုဝင်လေသိမရှိဒါကြောင့်အတွင်းဘက်ဆိုင်တွေကအယောင်းဝယ်ထိုင်းနေလို့ဆိုရမှာပါမချွရဲ့ဆိုင်ကန်းကဈေးတောင်မဲပေါင်းနဲ့ပုံနေပြီးအဲ့ဒီအနီးတွဲမှာငပိငချောက်ရောင်းချတဲ့သူတွေများပြီမဲ့သူမိနဲ့သူသာရောင်းဝယ်ကြတာကြောင့်အယောင်းမတွက်လှပေမဲ့လေခက်မှန်မှန်တော့အယောင်းဝယ်ဖြစ်တယ်လို့ဆိုနိုင်ပါတယ်မချွရဲ့အိမ်ကိုပြန်ရောက်ပြီးတော့ချက်ဖို့ပြုတ်ဖို့ပြင်ဆင်နေရင်သူမရဲ့တစ်တာတော်လေးကိုသတိရမိပါတယ်ခဏနေငွေရှင်းရတော့မှမို့ငွေထည့်ထားတဲ့တန်တီတာတော့ကိုရှောက်ပြပေမဲ့ရှာလို့မတွေ့ဘယ်နေရာမှာသိမိတယ်လဲလို့တွေးရင်ကမနေ့ကဆိုင်ကိုရောက်တဲ့အခါလက်ကန်အိပ်ပေါ်ရေဒီဖိတ်ကြလေတော့ပစ္စည်းတွေကိုအန်ဆွဲတဲ့ထိပ်အိတ်ကိုနေပူလှမ်းထားလိုက်တာဖြစ်ပြီးဈေးသည်နဲ့အချိန်ရောက်တဲ့အခါမှာအလင်းစလို့အန်ဆွဲတဲ့ကပစ္စည်းတွေကိုသိမ်းပြီးတော့ပြန်လာတာကြောင့်တော့ကကြံခဲ့တာဖြစ်မှာပါအခုချိန်သွားရင်တော့ဈေးဆောင်ကြီးတော့ရှိလောက်ပါသေးတယ်သူမလည်းဆိုင်ငယ်နဲ့ခက်မြမြမောင်းကဈေးရဲ့အနောက်ဘက်မှာဆိုင်ငယ်ကိုရက်လိုက်ပါတယ်သူမဆိုင်ငယ်ရက်လိုက်တာနဲ့ဈေးဆောင်အဖိုးကြီးကိုဈေးနောက်ပေါ်လေးမှာအစင်းနဲ့တွေ့ရတော့ဝမ်းသာသွားရပြီးအဖိုးကြီးကစီပင်ဝစ်စုံဝစ်ထားတဲ့လူငယ်တယောက်နဲ့စကားပြောနေပါတယ်ဈေးဆောင်ကြီးကျမဆိုင်မှာတော့ကြံခဲ့လို့ပြန်လာယူတာခဏလေးစောင့်မိပါအေးမြန်သွားပြီးတော့မြန်ပြန်ခဲ့ဒီရညမောင်မကောင်းဘူးသူမလည်းခေါင်းကြီးပြပြီးတော့ဆိုင်ရှိရာစီကိုခက်သွက်လေးသွားလိုက်ပါတယ်တစည်းလုံးမှာခွေးတကောင်ကြောင်တမီးမှမရှိတိတ်ဆိတ်နေမှုကခြောက်ချားစီရတော့အမှန်ငချောက်တန်းစီကိုရောက်တဲ့အခါမှာခိုးခိုးခိခိရီးတန်းလို့စကားပြောတန်းလို့ကြားလိုက်ရပြီးတော့လူရှိသေးရလားသူမတယောက်တည်းရေယူရင်းနဲ့အပေါ်ရှိတယ်ဆိုတဲ့စိတ်ကအတော်တန်တော့ကြောက်စိတ်ပြေးသွားပြီးဆိုင်ရှိကိုရောက်တော့ဆိုင်ငန်းတွေကတကြွကြွမြေအောင်ဝါနေတဲ့အတန်တစ်ခုကြားလိုက်ရပါတယ်ကြွရီတော့ငါရဲ့ငချောက်တွေကိုစားကုန်ပြီလားမသိပါဘူးဆိုင်ငန်းတော့ကိုအမြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့အမလေးလိုအော်လိုက်မိပြီးမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အလွန်ကိုထိတ်လန့်သွားပြီးတော့အတန်ကိုအော်လိုက်မိပါတယ်
သူမတွေးလိုက်ရတာကပြားချက်နေတဲ့ခေါင်းကြီးမှာစပင်းကြီးကျွတ်ကျွတ်ကျဲကျဲပေါက်နေပြီးမျက်လုံးတွေကနေရဲလို့ဆောင်းကြောင်ထိုင်ရင်းနဲ့ပါးစပ်ပြည့်ကြီးနဲ့ငှက်ချောက်တွေကိုအားရပါရစားနေတဲ့ပရာလောကသားတယောက်ကိုတွေးလိုက်ရပါတယ်ဈေးဆောင်အဖိုးကြီးနဲ့စီမင်းဝန်ထမ်းတွေလည်းသူမရဲ့အော်တန်ကြောင့်အပြေးလိုက်လာကြပြီးတော့ဆိုင်ရှိမှမေးလင်းနေတဲ့သူမကိုတွေးလိုက်ရပါတယ်သူတို့နှစ်ယောက်လည်းသူမကိုတတိပြန်လည်လာဖို့အတွက်ကြိုးစားမိမယ်တတိပြန်မရတာကြောင့်စီးုံကိုပူရပါတယ်သူမစီးုံကိုရောက်ပြီးတော့မကြခင်တတိပြန်လည်လာတဲ့အခါမှာတော့အမလီခေါင်းပြိုင်းနဲ့တည်းငါချောက်တွေစားနေရမလာနဲ့ငါစီကိုမလာနဲ့နော်အဲ့လိုသာအပန်းပန်းအော်ဟစ်ရုန်းကန်နေပါတယ်အဲ့ဒီအဖြစ်ပြက်ပြီးတော့တပတ်လောက်ကြာတဲ့အခါမှာတော့အကြောင်းပြချက်မရှိဈေးတော်မကရေကန်လေးကိုခုံချပြီးတော့မက်ချိုရေနဲ့တင်းဆုံးသွားခဲ့ပါတယ်ဒီနောက်ပိုင်းမှာဈေးသူဈေးသားတွေကစိတ်မို့စောစောတင်းကြပြီးမောင်ရည်တန်းတဲ့အချိန်ဆိုရင်ဘလို့ကိစ္စအကြောင်းပဲဖြစ်ဖြစ်ဈေးလေးကိုပြန်လာလိမ့်မရှိတော့ပါဘူးအမောင်တို့တွေကြောင်းတက်နေတဲ့ကျောင်းလေးကဈေးရဲ့တောင်ဘက်တလန်းကျော်မှာရှိပြီးဈေးတော်မကရေကန်ထဲမှာရင်းနှီးသေးဆုံးတဲ့ကလေးအများစုကအမောင်တို့ကျောင်းကကလေးတွေပါရေကန်ကြီးရဲ့အရှိဘက်မှာဘောလုံးကွင်းကြီးလေးရှိတာကြောင့်ကလေးတွေကကျောင်းစင်းပြီးဆိုရင်ဘောလုံးကွင်းမှာကန်တက်ပါတယ်ရက်ွက်တွေကအရက်သားတွေကလည်းဘောလုံးကွင်းမှာစုကချင်းခက်ဘောလုံးကန်တာတွေပြုလုပ်လေးရှိပြီးတော့အဲ့ဒီနေရာလေးမှာညနေဆောင်ပြီးဆိုရင်လူစီကားတတ်ပါတယ်ရေကန်ကြီးကိုတော့မချိုသေးပြီးတဲ့နောက်ပိုင်းတိုင်နေစိတ်ကတန်ဆူးကျိုးနဲ့ပက်ပက်လေးကာရန်ထားပြီးအဲ့ဒီရေကန်ဟာကားလမ်းမကြီးရဲ့အရှိဘက်ကဲ့ရဲ့မှာရှိပါတယ်ထလာရီမောင်းတဲ့ကားသမားတွေဟာရေကန်ကြီးကရေကိုအသုံးပြုတဲ့လေတော့ရေကန်ရဲ့အနောက်ဘက်မှာလူတယောက်စာဝင်ပေါက်နေရကိုတန်ဆူးကျိုးကာရန်မထားဘဲနဲ့ချန်လှည့်လို့ထားပါတယ်ရေကန်ရဲ့စီးကလမ်းတွေတစ်ခုသာချလို့ထားပြီးအောင်မောင်းတို့ကျောင်းကကျောင်းအုပ်ကြီးနဲ့ဆရာဆရာမတွေကကျောင်းကကလေးတွေကိုရေကန်ကိုမသွားဖို့အတွက်အမြင်မှားလေးရှိပါတယ်ဒါပေမဲ့လည်းမြင့်သူတို့အုပ်စုကတော့ကျောင်းကအပြန်ဘောလုံးကင်းမှာဘောလုံးကံမြင်တော့ရေကန်မှာရေကူးပြီးမှပြန်လေးရှိပါတယ်အတွင်းစမားတည်ရင်ရိုက်ပြီးတော့ဆုံးမတက်တယ်လို့မြင့်သူတို့ကအဲ့ဒီကံမှာဘာပဲဖြစ်ဖြစ်ရေကူးမြဲပါပဲဖျောက်အောင်ပဲဆရာမငါတို့ရေကူးလို့ရိုက်တာလေခဏခဏပဲကွာငါတို့ကဒီကံမှာမွေးကြရရေကူးလားသူမသိဘူးကွာဒီကံမှာရင်တင်မှာပေါ့ကွာငါတို့လာပြီးတော့6နေသေးဟုတ်ပါရဲ့ဟိုကောင်အောင်မောင်းကလည်းအချောက်လိုဂန်နုလိုနဲ့ဆရာမကိုကြောက်လို့ရင်မကူးပါဘူးနဲ့ဒီနေ့ညနေအဲ့ဒီကောင်ရအောင်ခေါ်မယ်ကွာဟုတ်တယ်ရဒီညနေတော့တွေ့ရသေးရပေါ့အောင်ခိုင်ရဲ့စကားကြောင့်အားလုံးကသဘောကျစွာရင်းမိကြပြီးမြင့်သူရဲ့ဖခင်ကစိုက်ပျိုးသမားတယောက်မိခင်ကငယ်စဉ်ကလေးကတိမ်မောသွားပြီဖြစ်ကဖခင်လုပ်တဲ့သူကစိုက်ခင်းမှသာအမြဲအချိန်ကုန်နေတော့မြင့်သူကဖခင်ကြွယ်ရမှာထင်ရဆိုင်တတ်ပါတယ်ညနေကျောင်းဆင်းတဲ့အခါမှာတော့ဟဲ့ငါတော့အတိုင်းမိုင်ဆရာမရဲ့စပင်းကိုလီရှို့ခဲ့တယ်ကွာဟင်မင်းတို့ကလေကွာဘာဖြစ်နေရလဲငါတို့ရေကူးလို့ဆိုပြီးရိုက်တာတစ်ခါလည်းမကောက်နှစ်ခါလည်းမကတော့ဟဲ့ညင်းတို့မင်းကလေကွာမရမ်းနေတာဆရာမညနေကျောင်းဆင်းပြီးလို့ရှင်လူမမသူ့ရဲ့မိခင်ပြုလို့ရတာကွာပြီးတော့ဆရာမသူ့ရင်ရှင်မှာညနေခင်းကျရင်ကုန်စင်းနေခင်းပြီးရောင်းရအောင်ပါကွာဆရာမရိုက်တယ်ဆိုတော့မင်းတို့တွေရင်းနေတယ်ပါဆိုလို့ဘာလဲအောင်မမင်းကမကျေနပ်ဘူးလားရောင်မြင့်သူကအောင်မောင်ရဲ့အင်ကြီးစာကိုဆွဲပြီးတော့ထိုးဖို့ပြင်တော့အောင်မောင်ကလည်းတေးချကြည့်ပြီးမိဘဆရာကိုစော်ခိုင်းကန်ကြီးထိုက်တယ်တော့ဟဲ့ကျောင်းစင်းတဲ့အချိန်ဖြစ်တာကြောင့်ကျောင်းသားကျောင်းသူတွေကသူတို့ကိုကွက်ကြည့်နေတော်မြင့်သူများကြည့်နေကွာတော်ကြရံဖြစ်လို့မနေ့ပြန်ကျောင်းကြီးရုံကောင်ရောက်နေမယ်ကျောင်းကြီးဆိုတဲ့အတန်ကိုကြားလိုက်ရတော့မြင့်သူဟာအင်ကြီးစာကိုလှုပ်ပေးလိုက်ပါတယ်ကျောင်းကြီးရဲ့ကျင်းလုံးကိုတော့တကြောင်လုံးကကြောက်တယ်လို့အောင်မောင်လေးကျောင်းကိုပြန်လှည့်လိုက်ရာအတမ်းမိုင်ဆရာမကစပိန်လေးကိုတွန်းလာတာတွေ့ရပါတယ်ဆရာမစပိန်ကဘာဖြစ်လို့လဲကျွန်တော်ပြေးလိုက်လေကျွန်တော်ဆိုင်သွားပြီးတော့ပြင်ပေးမယ်ကျေးဇူးပါသားရေဆရာမဖြည်းဖြည်းလိုက်လာခဲ့မယ်နော်ဆရာမဝါတော့လမ်းသိမလျှောက်နိုင်ဘူးဆရာမကိုကြည့်ပြီးတော့စိတ်မကောင်းဖြစ်ရပြီးစပိန်ကိုလေထိုးဆိုင်ကိုအမြန်သွားကလေထိုးလိုက်ပါတယ်ဆရာမရဲ့အသက်ကလည်းအတော်ကြီးပြီဖြစ်ပြီးတော့ခဏကိုလဲဝါနေတော့လမ်းလျှောက်တာနှေးလာပါတယ်ဟဲ့သားလေးဘိမတာမြန်လိုက်လားဘေးကပေါက်တာမဟုတ်ဘူးဆရာမဘေးလီလျှော့တာတဲ့ဟုတ်လားဘိုးကောင်လေးမြင့်လို့လက်ချက်ပဲနေမှာပေါ့သူဒီနေ့ဆရာမဘိန်းသားမှာရှိသေးရှိလုံနေတာတွေ့တယ်ဆရာမသူ့ကိုရိုက်လို့မကျေနပ်တာနေပါသူကမိတဲ့စိုးသားလေးမို့လို့ဆရာမကိုသားလေးလို့သဘောထားပြီးတော့ဆုံးမတာပါကွယ်ဆရာမလမ်းလျှောက်တာမောနေမှာပေါ့ဆရာမအိမ်ကိုတားလိုက်ပုံမယ်လေမောနေတော့ဆရာမလည်းနင်းနေမှာမဟုတ်ဘူးကျေးဇူးပါသားရဲ့သားငယ်ချင်းမြင့်သူတို့အောင်ခိုင်တို့နဲ့စေပေါင်းကိုခေါ်နေတော့သားအောင်မောဟာစပိန်နေလာတဲ့ချိန်ဆီယမကအနောက်ကထိုင်ပြီးတော့ဆုံးမစကားတွတ်တွတ်ပြောချပါတယ်။ကဲသားအိမ်မှာထိုင်အောင်။ငပြောသီးလေးစားရင်းနဲ့အမောပြေအောင်။ဟုတ်ကဲ့ဆီယမ
အောင်မောင်ကဆီယမကျွေးတဲ့ငပြောကြီးကိုစားကဆီယမကတော့မိခင်ကိုပြုစုလို့နေပါတယ်ကြည်နေရင်ကသူ့ရဲ့မိခင်ကိုလေဒီနေ့ညနေကစလို့အိမ်လုပ်တွေကူလို့ပြီးမယ်လို့အောင်မောင်တွေးမိပါတယ်ဆီယမဈေးဆိုင်ခင်းမရမလားတားလေးအိမ်မြန်နောက်ကျနေမှာပေါ့ရပါတယ်ဆီယမိုင်းတားအိမ်မြန်နောက်ကျနေကြပဲဆီယမရောင်းမဲ့အသီးရွက်တွေကနည်းနည်းပဲရှိတော့တာဟုတ်ပါသားရင်ညနေကျောင်းစဉ်ဈေးဝင်မယ်လို့စိတ်ကူးထားတာစပင်းကလေရော့နေရနဲ့အစီအစဉ်ပြတ်သွားတာလေဆီယမဝယ်မယ်စီရင်ပေးလိုက်ပါလားကျွန်တော်တော့ပဲပြီမယ်ဆီယမဟိုတခါသွားတဲ့အဖွားဆိုင်ရမလားဟုတ်တယ်သားကြီးဒါဆိုတော့ကျေးဇူးပဲစင်းရေးပေးလိုက်မယ်နော်ဟုတ်ကဲ့ဆီယမအဲ့ဒီချိန်မှာတော့မြေသူနဲ့အောင်ခိုင်တို့ကဟေ့ဘောလုံးကန်နဲ့စိတ်မပေါ်ကွာတော်ပြီရောရေပဲကူးတော့မယ်အေးကွာငါဟောပဲကွာဟိုကောင်အောင်မောင်းရောက်မနေ့ကအဲ့ဒီကောင်ပညာပေးအောင်မယ်ဟုတ်တယ်ရောသူတို့နှစ်ယောက်သာဘောလုံးကန်နေရကထွက်လာပြီးတော့ရေကန်ဘက်ကိုရောက်လာကြပါတယ်အဲ့တော့မှတော့ကျောင်းဝင်းစုံလေးကိုချွတ်ကန်လေးကိုတိုင်ပင်ထိုးချလိုက်ပါတယ်အောင်ခိုင်နဲ့မြင့်သူတို့ရင်ကုန်နေကြတဲ့အချိန်မှာမြင့်သူရဲ့နေဘေးမှာမျက်စိအဖြူကြီးနဲ့မိမကြီးတယောက်ရဲ့မျက်နှာကြီးကိုတွေ့လိုက်ရပါတယ်အဲ့ဒီမိမကြီးကရည်နေပြီးတော့မြင့်သူနဲ့အောင်ခိုင်တို့ကိုလှမ်းပြီးတော့ဆွဲနေပါတယ်အောင်ခိုင်ကအတင်းရုံးကန်ပြီးတော့ရေပေါ်ကိုတက်ပြီးတော့ပြေးနေပြီမြင့်သူကတော့အဲ့ဒီမိမကြီးဆွဲခေါ်ရနောက်ပါသွားခဲ့ပါတယ်ဟာလာကြပါဦးဗျာမြင့်သူရင်နေလို့ရည်တဲ့မိမကြီးကမြင့်ကိုဆွဲနေလို့လို့ကြပါဦးဗျာအောင်ခိုင်ရဲ့အတန်ကြောင့်အနီနာဝင်းကျင်ကလူတွေဟာရေကန်နာကိုရောက်လာကြပါတယ်ဒါပေမဲ့အောင်ခိုင်ကရေတွေကမျက်စိဖြူကြီးနဲ့မိမကြီးရှိတယ်ဆိုတာကြောင့်ကန်လေးကိုမစင်ခဲ့ပေအုံအောင်တောင်းနေဖြစ်နေပါတယ်အဲ့ဒီချိန်မှာအောင်မောင်ကစပိန်နဲ့ရေကန်မီးကိုရောက်လာတဲ့ချိန်တိုက်ဆိုင်နေပြီးအောင်မောင်ဟာမြင့်သူရဲ့အဖေရှိရာစိုက်ခင်းစီကိုစပိန်နဲ့တွားပြီးတော့ဦးလေးသားဈေးတော်မကကံမှာရင်းနေလို့ဗျအောင်မောင်ရဲ့အတန်းကြောင့်မြင့်သူအဖေဟာစပိန်ကိုအမြန်နင်းလို့ရေကန်စီကိုရောက်လာခဲ့ပါတယ်ကောင်းမဆောင်လာတဲ့ကမောက်တော်မချွတ်တော်ပဲနဲ့ရေကန်လေးကိုခုံချလိုက်ပြီးအတန်းကျတော့ခမောက်ကလေးသာရေကန်ထက်ကိုပေါ်လာခဲ့ပေမဲ့မြင့်သူရဲ့အဖေကတော့ပြန်မလာနိုင်ခဲ့ပါဘူးရေကူးကျွမ်းကျင်တဲ့သူတွေကသူတို့သားဖနင်းမြုပ်သွားတဲ့နေရာမှာရှာကြပေမဲ့မတွေ့ရပဲညနေမီးထုံးတဲ့အချိန်ကိုရောက်မှသာအလောင်းတွေကိုတွေ့ရပါတယ်မြင့်သူနဲ့သူ့ရဲ့အဖေအလောင်းကိုတွေ့တဲ့အချိန်မှာသူတို့ရဲ့လက်ထဲမှာရှည်လျားလာတဲ့စံချီမြင့်တွေကိုစုပ်ကင်ထားတာလေထူဆန်းအံ့ဩဖွယ်ရာတွေ့ရပါတယ်အောင်ခိုင်လည်းစိတ်တွေကြောက်ခဲ့ဖြစ်ပြီးတော့အဲ့ဒီစာသင်ထဲမှာကျောင်းဆက်မတက်နိုင်မင်းနဲ့အနားယူခဲ့ရပါတယ်မြင့်သူတို့သားဖတေးဆုံးကြီးဟာရေတွေကတေးမကတက်တယ်လို့ပြောကြပါတယ်နောက်ပိုင်းမှာညအချိန်တွေအဲ့ဒီရေကန်ကြီးရဲ့ရှေ့ကိုဖြစ်ရသူမရှိမြို့ကန်လူကြီးတွေကလည်းအဲ့ဒီကန်ကြီးမှာနောက်တဲ့တေးဆုံးမှုတွေမရှိစေတဲ့ရေကန်ကြီးကိုမြေဖို့ဆုံးဖြတ်လိုက်ကြပါတယ်ကာလအတန်ကြာတဲ့အခါမှာတော့ဆောက်လုပ်ရေးရဲ့စီမံကိန်းကမြေဖို့ထားတဲ့နေရာမှာလုံကြီးတိုက်ခန်းလေးတွေများစွာဆောက်လုပ်ပြီးအဲ့ဒီချိန်မှာကျောင်းလေးကလည်းအထက်တန်းငွေကျောင်းကိုအစစ်မြင့်တိုးခဲ့ပါတယ်မောင်မောင်စင်ကပရိသတ်တယောက်ဖြစ်ပြီးတော့မှသူကဈေးမှာရွှေဆိုင်နဲ့ပရင်းဖို့ကိုတွဲပြီးတော့ဖွင့်ထားပါတယ်သူ့ရဲ့ဆိုင်လေးကအတော်လေးကိုမှအလုပ်ဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးတော့ရွှေတွေကိုရောင်းရခြင်းထက်ရွှေတွေအပြစ်တွေကိုပြင်ပေးရတာကပိုပြီးတော့များပါတယ်ဒါပေမဲ့လည်းလက်အားတည်တဲ့ပရင်းတွေမို့အလုံးနဲ့လက်ကပြတ်တယ်လို့မရှိကမောစိကျုံမိမရဲ့လက်ဆိုလေးကြောက်ပြုတ်တော်လို့တက်ပြီးပါအောင်ဗျာဟောရတယ်လေနေ့လေယူလာလိုက်ပေါ့ကမောစိကျမသမီးဆွေးကြိုးလေးပြတ်သွားလို့ဆက်ပြီးပါအောင်ဟုတ်ကဲ့တော်တင်မြတနိုင်လောက်နေပြီးတော့လာခဲ့လိုက်နေဦးမြရွှေချင်းယူမယ်ဘောင်ချာတော့ယူတော့နော်အထည်ယူလို့ရှိရင်ဘောင်ချာပြင်းပြယူလာခဲ့လူရင်းဆိုပြီးမြရွှေတွေပြင်းရတာတာဝန်ကြီးရဲ့ဗျအလုပ်လုပ်ရမှာမှန်ကန်တိကျမှုရှိသလိုစိတ်ချယုံကြည်ရပြီးတော့လက်ရတည်တဲ့ကုမောင်စီရဲ့လုပ်ငန်းလေးကတပြေးပြေးနဲ့နာမည်ရလာပါတယ်အဲအားကြောင့်လေကုမောင်စီဟာဈေးတောင်ဘက်မှာလုံငင်းတိုက်ခန်းလေးတစ်ခုငှားရမ်းပြီးတော့ဈေးပေးပြီးတဲ့အချိန်ဆိုရင်အိမ်မှာဗရင်အလုပ်ကိုဆက်ပြီးတော့လုပ်တတ်ပါတယ်အထည်တွေကများလွန်းတာကြောင့်အလုပ်တင်တဲ့ဗရင်ဆရာနှစ်ယောက်ကိုလည်းခေါ်ထားပြီးတော့အလုပ်တင်ဗရင်ဆရာတွေကမြို့ရဲ့အိမ်တော်ရှိတဲ့တွေမို့ညအချိန်မှာသူတို့ရဲ့အိမ်ကိုပြန်ပြီးတော့အိပ်ပါတယ်တိုက်ခန်းလေးတွေမှာကုမောင်စီတယောက်ထေးတာအိပ်တတ်ပါတယ်ဒဝေတကာသမားဖြစ်တာကြောင့်ထမင်းပုံးနဲ့တင်ကထမင်းဟင်းတွေကိုကျောင်းရှိကထမင်းဆိုင်လေးမှာဝယ်ပြီးတော့စားတတ်ပါတယ်ဆရာစင်ကျွန်တော်ပြန်တော့မယ်နော်ည8 နာရီထိုးတော့မယ်ဟိုဟုတ်သားပဲကွာတတိတော်မထားပြီးတော့နောက်ရက်ဒီကျရင်တော့9 လို့ဆိုပြန်တော့ခင်ဗျားတို့ကမိမနဲ့ကလေးတွေနေဗျသူတို့ကလည်းမျောနေကြမှာပဲဟုတ်ကဲ့ကျွန်တော်ပြန်ပြီနော်တပိတ်တွေပြန်သွားပြီမို့ကုမောင်စိန်လေးအလုတ်ခဲမိကိုပိတ်လိုက်ပါတယ်ကုမောင်စိန်ကခွေးတွေကိုချစ်တဲ့သူဖြစ်ပြီးတော့ဈေးကခွေးတွေကညပိုင်းဆိုရင်သူ့ရဲ့အခန်းရှိမှာအိတ်တက်ပါတယ်စားတော့ပြီးတော့ကျွင်းကျန်အားလုံးနေဖက်ပြီးတော့ခွေးတွေကိုကျွေးလိရှိတာကြောင့်ခွေးတွေကအစာကျွေးတဲ့သူကိုပြန်လည်ဆောင်းရှောက်တဲ့သဘောနဲ့တိုက်ခန်းရှိမှာ
စုပြုံအိတ်တက်ပါတယ်ကိုမောင်စင်ရဲ့တိုက်ခန်းကိုလူစိုးတွေဝင်ဖို့မဆိုထားနဲ့အခန်းရှိကိုညအချိန်လူစိမ်းတွေတော့မှဖြတ်မလျှောက်ရဲပါဘူးဒါပေမဲ့ညပိုင်းခွေးဦးတဲ့အချိန်ရောက်ပြီဆိုတော့ကိုမောင်စင်ရဲ့အိမ်ရှိကခွေးဦးကြီးကအားရပါရဦးတက်ပါတယ်ကိုမောင်စင်ရဲ့ဘေးကရဲကတိုက်ခန်းမှာလူမရှိတိုက်ခန်းတော်တော်များများကလည်းအလုပ်တွေများပြီးတော့လက်မြင့်တဲ့စာပဲအခန်းအားလုံးကတော့ဆိုင်ဖွင့်ထားတာကြောင့်အတော်လေးစီပါတယ်ကိုမောင်စင်တို့လိုကြားတိုက်ခန်းနေတာလူမနေတဲ့အခန်းလူတွေဖြစ်နေပြီးကိုမောင်စင်ဟာညဘက်မှာအရက်တောက်လေးရှိသလိုအရက်တောက်တမင်းစားပြီးမှအိယာဝင်တာကအကျင့်လိုဖြစ်နေပါတယ်ကိုမောင်စင်ဟာရေမိုးချိုးပြီးတဲ့နောက်ရေခဲတက်တာတွေကအရက်ပလင်းယူကမိဖို့ခန်းတွေကဇွဲပေါ်တင်လိုက်ပါတယ်အမီးကမရှိသေးတော့လမ်းမဘက်မှာဖွင့်နေထားတဲ့ကုန်းစုံဆိုင်မှာအသင့်စားတဲ့စသားကြောင်လေးတစ်ဝဲကပြန်လာခဲ့ပါတယ်အနောက်ကနေခြေတံတရှက်ရှက်ကြားလီတော့လှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိကိုမောင်စင်ရဲ့အခန်းရှိကခွေးတွေကလည်းသူ့ကိုကြည့်ကတအီအီနဲ့အမီးတွေကုတ်နေပါတယ်ကဲမင်းတို့ပြီးမှကျွေးမယ်ကွာစောင်းကြောင်ငါရင်စားလိုက်မယ်ကိုမောင်စင်ကခွေးတွေကိုကြည့်ကပြောကအိမ်ထဲဝင်လာခဲ့ပြီးတကားကိုပိတ်လိုက်ပါတယ်မိဖို့ခန်းတွေကိုဝင်စသားကြောင်အနေငယ်ယူကဒဲနီတဲ့ထက်နှွေးလိုက်ပါတယ်စသားကြောင်ကြော်တဲ့အနေကမိဖို့ခန်းတစ်ခုလုံးမွေးလာတာကြောင့်ထမင်းတော်စားလာပြီးအရက်တော့ပြီးထမင်းစားမယ်ဆိုတဲ့စိတ်နဲ့ပေါင်းလေးကထမင်းအနေငယ်ခုကဇွဲပေါ်တင်လိုက်ပါတယ်သူ့ရဲ့ဇွဲပေါ်မှာအရက်ခွက်အရက်ပလင်းစသားကြောင်ကျော်ထမင်းပကံကိုလည်းအသင့်ပြင်ပြီးကမှဘိုင်းနာလာလေတော့အိမ်သားလေးခဏဝင်လိုက်ပါတယ်အိမ်သားကပြန်ထွက်လာတဲ့အခါမှာတော့လက်စီးပြီးတော့မိဖို့ခန်းထဲဝင်ကအရက်ကိုစားတောင်းနေပြီးသူအရက်တောင်းနေတော့မိဖို့ခန်းကမိချောင်းကတပြက်ပြက်ခါလာပါတယ်ဟာအရေးထဲမှာမိချောင်းနဲ့ကျွန်းတော့မှာပဲအရက်တောင်းရင်းနဲ့စိတ်ပြေစွာညှဉ်းညူလိုက်ပြီးမျက်နှာချင်းဆိုင်ကိုကြည့်လိုက်တော့တကူလုံးရေဒီဆူရွှေကခမောက်ကိုခက်ခက်ဆောင်းထားတဲ့လူတစ်ယောက်ထိုင်နေတာတွေ့ရပါတယ်သူ့ရဲ့မျက်နှာကခမောက်နဲ့ကွင်းနေတာကြောင့်ခေါင်းစာမမြင်ရပဲဟဲ့လို့ခမောက်ဘယ်လိုလုပ်ကြုံခန်းနေရောက်နေလဲခမောက်လူလားသေးလားသူကဘာမှပြန်မပြောတောက်တောက်ကြီးသာထိုင်နေပါတယ်ကိုမောင်စင်ကတေးကြောက်တဲ့လူတော့မဟုတ်အဲ့ဒီလူကြီးကငိမ့်နေရကအနှဲငယ်လှုပ်ရှားလာပါတယ်ငါဘိုက်စာလို့ပါအမဲကြောက်ကြွေးပါလားတမင်းလည်းမစားရတာကြားနေပြီအတန်အိုးကြီးနဲ့ပြောပြီးတော့သူ့ရဲ့လက်ဖွားကြီးကိုရှေ့ကိုထိုးပြီးလာပါတယ်သူ့ရဲ့လက်တစ်ခုလုံးကဖြူဖွေးစွနေပြီးတော့အသားတွေကဘဲကြီးရေစင်ထားသလိုပွာရောင်းပြီးတော့တွန့်ကျင်နေပါတယ်အဲ့ဒီလက်ကြီးကိုကြည့်ပြီးတော့လက်လူပြီးတော့ထိုင်နေတဲ့ခုံပေါ်ကပြုတ်ကျသွားရပြီးစားမင်းကျဲတယ်လို့စားငါ့တော့မနှောက်ရှက်နဲ့ငါသွားအိတ်တော့မယ်ကိုမောင်စိန်လည်းအိယာခန်းထဲကိုကြောက်အားလန့်အားနဲ့ပြေးဝင်လို့သွားပါတယ်အခန်းထဲရောက်တော့အသားတွေတောင်တစ်ဆက်ဆက်တုံးကဇောချွေးတွေပြန်လာရပြီးအခန်းရဲ့အပြင်ဘက်မှာတော့ခောက်တုခောက်ပြန်လမ်းလျှောက်နေတဲ့အတန်တွေမိဖို့ခန်းထဲမှာကြော်ရင်တကားဖွင့်တဲ့နေအိုးခွက်ပကံအတန်တွေလည်းကြားရပါတယ်ကိုမောင်စိန်တယောက်ကြောက်အားလန့်အားနဲ့မမိသမျှဖျားစာတွေကိုအထစ်တဲ့ငုံငုံဆူကဘလောက်ကြားသွားလဲမသိအိပ်ပျော်လို့သွားခဲ့ပါတယ်ဆရာမလေးမထားသေးလားဗျတကားထုတန်တဲ့ခိုးတန်လေးကြောင့်အိယာကနိုးလာခဲ့ပြီးတကားပွင့်လိုက်တော့စိုးရိမ်ကြီးစွာကြည့်နေတဲ့အလုတ်တင်ပဒင်းဆရာနှစ်ယောက်ဆရာကျွန်တော်တို့နေရာကြားပြီဗျာဆရာတော်တော်နဲ့ပြန်မတူလို့လန့်သွားပြီအေးညာအတော်နဲ့အိပ်မပြောလို့ဘယ်နဲ့မထနိုင်တာကွာမင်းတို့အလုံးလုံးရောက်သွားငါမျက်နှာတည်းရေကျိုးလိုက်မယ်ဟုတ်ကဲ့ကိုမောင်စင်ကမိဖို့ကနေဝင်ကြည့်လိုက်တော့တမင်းပကံတွေကတမင်းတွေဟာအကြီးတွေတစည်းစီထွက်တဲ့အထိတိုးနေပြီးစသားကြောင့်တွေကတစ်ဖက်မှမရှိတော့ပါဘူးတမင်းမောင်ဖုံးကလည်းပွင့်နေပြီးတော့တမင်းမောင်တွေကတမင်းတွေလည်းအကြီးတွေထွက်နေပါပြီစသားကြောင့်တွေလည်းမရှိအိတ်ခုံမဲကျန်တော့ပြီးကြော်ရင်တွေကအသားဟင်းကလည်းရှားနဲ့ရထားသလိုပြောင်းနေပါတယ်ကြောင်ရင်စွန်မဲ့တစ်သားတစ်ခုဟားတဲ့နေရာမှာစက်ကြီးမြင့်ကြီးတထွေးကြီးညက်ပြီးတော့ကျန်ခဲ့တာတွေ့ရပါတယ်ဖြောင်းလေလာပေါင်းကွာသူတပည့်နှစ်ယောက်ကိုခေါ်ပြလိုက်တော့ဆရာစပင်းနဲ့အများကြီးပဲထွေးလိုက်ကြပါလားအဲ့ဒီကမှကိုမောင်ဆရာညကဖြစ်ပျက်တွေကိုပြန်ပြီးတော့ပြောလိုက်ပါတယ်ဟာဆရာဒါဆိုတော့တေးကြောက်ခံတာနေမှာအေးကွာအတော်လေးကိုကြောက်စရာကောင်းတယ်မကြောက်တဲ့ငါတော့မှတကယ်တေးနဲ့နဘူးလေးတူတွေကြုံရတော့နေကြမရှိဘူးကွာလန့်တော့ပဲနှလုံးရက်ပြီးတော့မတေးရကံကောင်းကွာဆရာပရင်းဆရာအောင်မအောင်သိလားအေးသိတယ်လေကွာသူကကြောက်တယ်လေကြီးပဲခိုင်းနေပရင်းဆရာသူနဲ့ခင်းတယ်လေကွာဘာလို့လဲအဲ့ဒီကလေဆရာဒီเจ้าနေသိကျင်လို့ရှိရင်သူ့ကိုမေးကြည့်သူတစ်ခေါက်ပြောနေကြားဘူးလေဗျဟုတ်လားဒါဆိုငါအခုမနေ့စာထွက်စားရင်းနဲ့သူ့စီကိုသွားလိုက်မှာကွာအဲ့ဒါနဲ့ကိုမောင်စိန်လည်းပရင်းဆရာအောင်မောင်စီကိုရောက်လာခဲ့ပါတယ်တတိအဖြစ်အရင်တောင်းမှညှက်နေတဲ့စပင်းလေးတထွေးကြီးကိုလည်းအိတ်ထဲထည့်ယူလာခဲ့ပါတယ်
ကိုအောင်မောင်စီကိုရောက်တဲ့အခါမှာတော့ကိုအောင်စိန်ကတိုင်ပင်စာရှိတယ်ဆိုကနှစ်ယောက်သားလက်ဖက်ရည်ဆိုင်ကိုထွက်ခဲ့ကြပြီးဆိုင်ကိုရောက်တဲ့အခါမှာတော့ကြားထိတ်နှစ်ခွက်မှားလိုက်ပါတယ်ကိုမောင်စိန်ပြောလေဗျာကျုံနဲ့တိုင်ပင်စာရှိတယ်ဆိုဘာလဲဗျဒီလိုဗျကိုအောင်မောင်ရညကကြုံရတဲ့ဖြစ်ပျက်တွေကိုပြောပြီးတော့သူယူလာတဲ့သပင်တထွေးကြီးကိုပြလိုက်ပါတယ်အဲဒီခါမှာကိုအောင်မောင်ကလည်းသပင်တထွေးကြီးကိုကြည့်ပြီးတော့အံ့ဩသွားပြီးသူငယ်စဉ်တုန်းကကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုပြောလိုက်ပါတယ်ဒါဆိုညခမောင်းတဲ့လူကခမတငယ်ချင်းအဖေများလားဖြစ်နိုင်တယ်ဗျသူတို့ရရေကန်ကြီးမှာရေနစ်သွားကြတာကန်ကြီးကိုဖိုးလိုက်တော့လဲမကြွမလို့ပဲနေဒီဘဝမှာပဲကျင်းလည်နေပုံရတယ်ဗျတရားစရာကောင်းပါလေဗျာအဲ့ဒီသပင်ပိုင်းကမြင့်သူရေထဲမှာဆွဲခေါ်သွားတဲ့တရေမှဖြစ်နေတယ်သူတို့သားဖိုင်အလောင်းတွေ့တော့လေသပင်တွေတထွေးကြီးပဲသူတို့လက်မှာကင်ထားတာဗျကျိုးအခုချိန်ဒီမှတ်မိသေးတယ်အဲ့တော့သူတို့လက်ထဲကသပင်ဟာအခုခမည်းယူလာတဲ့သပင်နဲ့ဒီပုံစံနဲ့ပဲအေးဗျာနှစ်တွေဒီလောက်ကြာသွားတော့မှအခုဒီရှိနေတော့မဲလေစင်မကောင်းလိုက်တာသူတို့ကုသိုလ်ပြုအမျှဝေမဲ့သူလည်းမရှိဘူးလားကျုပ်ကတော့မနေ့ပြန်ဘုန်းကြီးကပါပြင်ပြီးတော့သူတို့အလူလို့အမျှဝေပေးမယ်ဗျာကောင်းတဲ့ကုမောင်စင်ကျုပ်လည်းအလူတွေထဲအောင်မယ်ကျုပ်တငယ်ချင်းမြင့်သူတို့တားဖာနေရေခဲထဲမှာတည်ခဲ့တဲ့သူတွေအားလုံးတက်ပေါ့ဒီနေ့နာဝင်းကြီးကမကြွမလို့တဲ့သူတွေအားလုံးလဲဖိတ်ပြီးတော့မှအမျှဝေရမယ်ဗျနောက်တည့်ရမနေ့ခေဆိုတော့မှတော့ကုမောင်စင်ရဲ့တိုက်ခန်းလေးမှာတန်ဃာတော်တွေကိုအာရုံစွဲကပ်ပြီးလူဝဲဝိတ္တုပစ္စည်းတွေကိုလှူဒန်းပြီးတော့ရေးဆက်သွချအမျှပေးဝေပါတယ်ဆရာတော်တွေကလည်းမကျွတ်လွတ်သေးတဲ့ပရလောကသားတွေကိုအကြိမ်ကြိမ်ဖိတ်ကိုကတရားတော်တွေဟောကြားပြီးတော့ဓာတုခေါ်စီပါတယ်သုံးချိန်တိတိဓာတုခေါ်ဆိုပြီးတာနဲ့ကုမောင်စင်ရဲ့တိုက်ခန်းရှိကခွေးလေးခွေးလွင်တုံးဟာဆွဆွဲငယ်နဲ့ဥလိုက်ပြီးခွေးဥတန်တွေကြားလိုက်ရတဲ့အခါမှာဆရာတော်ကပြုံးပြီးတော့ကဲတခါကြီးမောင်စင်နဲ့တခါကြီးမောင်အောင်တို့ရဲ့စေရနာအလူကြီးဟာအထမြောက်ပါပြီကျွတ်တဲ့ကျွတ်ထိုက်သူတွေလည်းဓာတုခေါ်ကြလို့ကျွတ်လွတ်သွားပါပြီတခါတို့ရဲ့မုံမြတ်တဲ့အလူတွေကိုတော်တို့လည်းဓာတုခေါ်ပါတယ်ကွယ်ဓာတုဓာတုဓာတုအဲ့တော့မှတော့ကုမောင်စင်းနဲ့ကိုအောင်မောင်တို့နှစ်ယောက်တက်ကိုတယောက်ကြည့်ကလိုက်လိုက်လဲပြုံးမိပါတယ်ဆက်လက်ပြီးတော့ပေတဲ့တို့ကခုနှစ်ရက်လေတဲ့နေ့ဆိုတဲ့ဇလန်လေးနားဆင်ရမှာဖြစ်ပါတယ်မကြီးငါတီးတော့မှငါကြမနေရတော့နဲ့တင်နေငါသာတီးလို့တော့နေတော့ကလေးတွေနဲ့ဒုက္ခရောက်မှမြင်အောင်နေဟာဘာကြောင့်ရတော့မသိလွန်ခဲ့တဲ့တလလောက်ကစားလို့ကိုခိုင်းရဲ့ပါဇက်ကတေးစကားတွေပဲထွက်လို့နေပြီးတကယ်တော့သူ့ရဲ့ခန္ဓာကိုယ်ဟာကြာကိုကြီးစားလို့မကုန်တဲ့ခန္ဓာကိုယ်အရက်မောင်းကလည်းကောင်းမကောင်းကြောက်ပြီးပြဖို့နည်းနည်းပဲလိုသလိုအရက်မောင်းနဲ့လိုက်ဖက်တဲ့တောင်တင်းတမထွားရိုက်နဲ့အလုံးတယ်လေးရှိပြန်ပါလေဘလို့ပဲကြည်ကြည်ယောက်ျားပြပြတတ်တာကျမ်းမာတန်ဆန်းသူအသက်ကလည်း40ကျော်ဆန်တော့လည်းမကွေးတင်ကွေးတော့လည်းမဆန်ရင်ဆိုတဲ့တရားသဘောမကြည့်နဲ့ကိုကိုင်သေးဖို့အကြောင်းဆိုတာလုံးဝမရှိဒါပေမဲ့တခုတော့ရှိပါလေလွန်ခဲ့တဲ့3-4နှစ်လောက်ကထင်ပါရဲ့သူ့ရဲ့ကောင်မတရားတစ်ခုရဖို့ပြီးရန်ကုန်စေးုံကြီးအုံနှောင်းတဲ့အာယုံရောဌာနမှာကြီးကြီးမားမားခွဲစိတ်မှုလုပ်ခဲ့ရပါတယ်တခါခွဲစိတ်ထားတဲ့နေရာကဒဏ်ပြန်ပေါ်လာတတ်ပြီးအဲ့လိုဒဏ်ပေါ်လာတဲ့အခါမှာခေါင်းကိုက်တဲ့ဝေဒနာကိုလည်းအပြင်းထန်ခံစားရတယ်လို့ပြောပါတယ်ကိုခိုင်ကသူ့တည်းရဲ့လေခေါင်းကိုက်ဝေဒနာနဲ့ပဲတင်မယ်လို့တတိကျယူဆထားဖို့ရှိပြီးတော့ဒီနေ့မှာသူ့ရဲ့အလုပ်တွေအရန်လုပ်ပါတယ်အလုပ်ပင်မဲ့လို့ရှိရင်ဒဏ်ကပြန်ပြီးတော့ပေါ်လာတတ်ပြီးခေါင်းတွေကိုက်လာတတ်ပါတယ်အဲဒါကြောင့်လေဒီစကားတွေကိုခဏတပပပြောနေတာဖြစ်ပြီးဒီလိုနမိတ်မကောင်းတဲ့ဒီစကားတွေပြောခဲ့တာသူမိမမကြည့်တယောက်တည်းမကတခြားခင်မင်းနဲ့သူတွေ၄-၅ယောက်ကိုလည်းပြောတတ်ပါတယ်အဲ့ဒီ၄-၅ယောက်ထဲမှာမက်ကြီးရဲ့အမလေးပါပြီးတော့ကိုကိုင်ဟာမက်ကြီးရဲ့အမကိုရိုသေလေးစားပါတယ်အမကျွန်တော်သိလို့ရှိရင်အေရှိယာခြံခွက်ကိုရောင်းပြီးတော့ကျွန်တော်သားကိုရှင်းပြပေးနော်လူကောင်းပဂရီကနေမှားနေတတ်ပြီးတန်ဟောစရာကောင်းတာကရက်ပိုင်းလောက်ပဲကြာပါတယ်ကိုခိုင်ဆုံးသွားခဲ့ပါတယ်သူထင်သလိုခေါင်းကိုက်ဝေဒနာကြောင့်ဆုံးတာမဟုတ်ရန်ကုန်နေပြီးတော့အမြန်လမ်းမကြီးရဲ့မိုင်းတိုင်းအမှတ်58မိုင်မှာကားပေါ်ကပြုတ်ကျတာပါအဲ့ဒီမတိုင်ခင်မှာတော့ညနေပိုင်းမှာကိုခိုင်ဟာဆိုင်ကယ်မောက်ပြီးတော့ဒဏ်ရာရပြီးအနောက်ရွာကိုသွားမြေသားလမ်းမပေါ်မှာပါမိုးရေနဲ့ရွှေသေးတွေကြောင့်ဆိုင်ကယ်ကဘိန်းချော်ပြီးတော့ထိမရဖြစ်ကလမ်းမီကိုထိုးချခဲ့တာဖြစ်ပြီးဖြစ်ချင်းတွေးဖို့တော့ဘာမှမဖြစ်အိမ်ရောက်တော့လေးကြလို့သွားပါတယ်ညဘက်6တော့မထောက်နိုင်အလုံးတိတ်လို့တဲ့ကိုခိုင်အဲ့တော့မှနားပါတယ်4ရက်6လ2014မှာတော့ကျွန်တော်ကစာပြီးတော့ထောက်နိုင်ပြီးအဲ့ဒီညနေခင်းမှာရက်ွက်တွေကမိတ်ဆွေကိုတင်မေးဆိုင်ကင်းနဲ့အတိုက်ခင်ရပြီးတော့နေရုံ3ချောင်းကျိုးပါတယ်နေစည်းုံကရန်ကုန်စည်းုံကြီးကိုသွားဖို့တဲ့ညွှန်ပြီး
အဲ့ဒီတဲ့ကိုကြတော့ကိုခိုင်ထိုကျိုးနဲ့ထလာပါတယ်သူမိမမကြီးကသူ့ရဲ့အထာကိုသိပြီးတော့ဘာလို့အောင်မတော့ကိုလေးခြေတော်ကောင်းတာလည်းမဟုတ်အိမ်မှာပဲနေပါလားမဟုတ်ဘူးဟာကိုနေမင်းနဲ့ထနိုင်မှာမဟုတ်ဘူးသူ့ကိုပြေးဖို့ကြည့်ဖို့တဲ့လူလူတွေကငါအိမ်မှာဖြစ်မှာပေါ့ပြောဆိုလို့တင်မင်းရဲ့အိမ်မက်ကိုထွက်ခွာလို့သွားပြီးတော့ခဏနေတော့တရေကြားရပါတယ်ကိုခိုင်ကိုတင်မင်းကိုလက်ပို့တဲ့ကောင်းနဲ့ရန်ကုန်ပါသွားနေတဲ့အဲဒီညတညလုံးမက်ကြီးဟာအိတ်လို့ကိုမရမျက်စိတွေအကြောင်းလို့နေပြီးတော့တကောင်ကျော်ညတတိုင်းလောက်မှာအိမ်မက်ဆိုးတွေအမက်ကလန်နိုးလာပါတယ်ရှင်တွေကလည်းတရေလေးနဲ့ခုန်နေတယ်လို့အတိတ်ပဲမဲ့တဲ့မျက်လုံးတွေနဲ့အိမ်ရှိလက်မဘက်ကိုငေးကြည့်နေမိပါတယ်အိမ်ရှိမီးလုံးကြောင့်ခြံထဲမှာလင်းနေပေမဲ့ချင်းရဲ့ပြင်ဘက်လက်မပေါ်မှာတော့အမောင်ကအားကောင်းနေတော့ညကအမောင်မဲတိတ်ဆိတ်ပြီးတော့ခြောက်ချစရာအကောင်းလို့နေပြီးညတာလည်းရှည်လိုက်တာမက်ကြီးဟာညီးတွားစွာရေရုံရင်းနဲ့အိမ်မောကျနေတဲ့သားလေးကိုချင်မခိတ်အောင်ရက်ခက်ပြေးနေပါတယ်အချိန်ကြီးဘယ်လောက်ထိကြာသွားလဲမသိဖက်နဲ့ကျုပ်ကတပြက်ပြက်နဲ့ခြေတန်းကြောင့်ကိုခိုင်ပြန်လာပြီဆိုတာသိလိုက်ပါတယ်ဒါကိုခိုင်ရဲ့အကျင့်ဖက်နဲ့ကျုပ်မှာဖက်နဲ့ကိုဖုံးကားတဲ့အနေနဲ့တစ်ချက်ကြေးဆောင်ပြီးတော့မှအိမ်မော်တက်လီရှိပါတယ်မက်ကြီးဟာအိမ်မော်လေကားထိပ်ကနေဖက်နဲ့ကျုပ်ကိုကြည့်လိုက်တော့သိကြပါတယ်ကိုခိုင်လေကားရဲ့ဖက်နဲ့ကျုပ်မှာရက်နေပြီးအိမ်ကထွက်သွားတော့ကအင်းကြီးနဲ့မက်ကြီးကိုမောကြည့်နေပါတယ်ကိုခိုင်ရဲ့မျက်နှာထူးထူးခြားခြားညှိုးငယ်နေပါတယ်တော့ပြန်လာပြီလားမက်ကြီးကလှမ်းမရင်းနဲ့နေမှာခက်ထားတဲ့နိုင်ကိုလှမ်းပြီးတော့ကြည့်လိုက်ပါတယ်3 နာရီတိသားကိုရက်ခက်ပေးနဲ့ကိုခိုင်အိမ်မော်တက်လာကိုစောင့်နေပြီးခဏလောက်ကြာသွားတဲ့အထိကိုခိုင်ကတက်မလားမဟုတ်သေးပါဘူးခြေလက်စီးတဲ့တန်လည်းမကြားရအောင်အိမ်တော်ဖိများသွားလားမကြီးမိဖို့ခံထဲကနေအိမ်တော်ဘက်ကိုလှမ်းကြည့်တော့အိမ်တော်ထဲမှာလည်းကိုခိုင်မရှိတကားကဖွင့်ရပြပြီးစဉ်းစားရကျက်သွားပါတယ်မဟုတ်ပါဘူးငါခုနတည်းတော့ကိုခိုင်ပါပဲငါတားတဲ့ကြာလိုက်သွားပြီလို့ငါ့ကိုစနေလားမသိဘူးမကြီးဟာတမီလေးတက်လက်ကန်ပြီးတော့အိမ်ရောက်ကိုဆင်းပြီးကိုခိုင်ပုံးနေသလားလို့လိုက်ထိုးကြည့်တော့ဘာမှမတွေ့အဲ့ဒီချိန်မှာပဲမကြီးချန်ရှိကခေါ်တန်ကြရပြီးချန်ရှိကိုထွက်လာတော့မျက်စောင်းတို့အိမ်ကသူ့ရဲ့အိမ်မှာဖုန်းရှိပါတယ်ကိစ္စကြီးငယ်ရှင်အဲ့ဒီအိမ်ကဖုန်းနဲ့ပဲအဆက်အသွယ်လုပ်ရပါတယ်အောင်မိုင်ဖုန်းဆက်လို့ကိုခိုင်ကားပေါ်ပြုတ်ကြလို့တဲ့ကျူးစီရုံတင်ရတာအခုကားနဲ့ပြန်လာနေပြီတဲ့ကားလမ်းနေထွက်ပြီးတော့စောင့်နေပါတဲ့ကိုခိုင်ကသတိမိနေရတဲ့မက်ကြီးရင်ထဲမှာထိကနေဖြစ်သွားရပါတယ်ဒါဆိုခုနဖက်နဲ့ကျွန်းမှာရက်နေတာဖေဟာကိုခိုင်မမဖြစ်ပါစေနဲ့တုံရင်နေတဲ့အတန်းလေးနဲ့မက်ကြီးဆူတောင်းမိလိုက်ပါတယ်ကိုခိုင်တယောက်အမြန်လမ်းမကြီးရဲ့တနေရာမှာကားပေါ်ကပြုတ်ကျပြီးတော့သတိမေးသွားပြီမေသူ့ရဲ့ဝိညာဉ်ကမက်ကြီးနဲ့တားလေးရှိတဲ့အိမ်ကိုအရောက်ပြန်လာပြီးညှိုးငယ်တဲ့မျက်နှာနဲ့ကိုထင်လာပြတဲ့အဖြစ်ကိုတော့မက်ကြီးတက်ဘယ်တော့မှမိမှာမဟုတ်ပါဘူးကိုခိုင်ကားပေါ်ကပြုတ်ကျရတဲ့အဖြစ်ကကိုတင်မင်းကိုရန်ကုန်စီးရုံကြီးမှာတင်မိပြီးလိုက်ပို့တဲ့ကားနဲ့ပဲကိုခိုင်တို့အဖွဲ့ပြန်လာခဲ့ကြတာပါအမြန်လမ်းအစလေကူလမ်းဆောင်ရောက်တော့ည7 နာရီထိုးတော့မှဖြစ်ပြီးသူတို့အားလုံးကားရဲ့နောက်ခန်းထဲမှာလဲလျောင်းပြီးတော့လိုက်ပါလာခဲ့ပါတယ်အားလုံးဒီပါအိပ်ပျော်ကြပြီမဲ့ကိုခိုင်ကတော့အောင်မိုင်းနဲ့စကားတွေပြောနေပြီးတနေရာရောက်တော့ငါအရင်စီးသွားခြင်းနဲ့ကွာအဲ့လိုပြောကအိတ်နေတဲ့သူတွေကိုကြိုပြီးတော့ကားရဲ့ခေါင်းရံကိုလက်နဲ့ပုတ်ကားရဲ့ပေကိုအချက်ပေးပါတယ်အချက်ပေးပြီးတာနဲ့နောက်ဘက်ကတကားဘေးစီကိုသွားပြီးကားကတုံကနေရက်တော့ကိုခိုင်ဟာတကားဘေးကိုကြော်ပြီးတော့ခုံးချဖို့အလုံးမှာကားကမရပဲမောင်းအတွက်ကိုခိုင်ကားဘောကကျုံးပြန်ပြီးတော့ပြုတ်ကြတာပါဒရိုင်ဘာကတပုံးမပိုးတဲ့အတန်ကိုကြားပြီးဒါပေမဲ့ဘာတန်လဲဆိုတာမသိခွေအဲ့ဒါကြောင့်ခဏရက်လိုက်ပြီးထက်ပြီးဘာတန်မှမကြားတာနဲ့အရှိန်မြင့်ပြီးတော့မောင်းလိုက်တာပါအဲ့ဒီမှာကားအုပ်ကိုခုံစင်းမှုပြင်းနေတဲ့ကိုခိုင်ကားဘောကပြုတ်ကျသွားတာပါကားမောင်းထွက်သွားတော့မှအောင်ပိုင်းကကားကိုအတင်းရက်ခိုင်းပြီးကားကိုနောက်ဆုတ်ပြီးတော့လိုက်ရှာတော့မိုင်းနေနာကလမ်းမေးမြေရိုင်းမင်းဒီပေါ်မှာမောက်ကုန်ကြီးလဲကျနေတဲ့ကိုခိုင်အဲ့ဒီချိန်ကညတနာရီတိပါကိုခိုင်ရဲ့ကြောပြင်းလုံးကတရားတွေနဲ့ဆုပ်ပြတ်တက်နေပြီးခေါင်းကသွေးတွေကလည်းလက်ထင်မော်ကိုစီးကျနေပါတယ်ခြေထောက်တစ်ဖက်စလုံးမှာလည်းပုံရပေးရတွေနဲ့တွေးလင်းလင်းနဲ့မြင်ရစရာမရှိကိုခိုင်ဟဲ့လို့ကိုခိုင်အားလုံးကဝိုင်းပြီးတော့ခေါ်ကြပြီမေကိုခိုင်ဘာမှမတုံ့ပြန်နိုင်အသက်ကမြင်းမြင်းလေးရှူနေသေးပါတကားလေးတွေကိုမှုတ်ထုတ်တက်ပြီးတော့အနေထားကတော့အုံတော့ကိုထိခိုက်မိတဲ့သဘောစတွေ့တဲ့အချိန်ကနေမနေ့3 နာရီခွဲကုညွတ်ကွင်းကိုရောက်တဲ့အထိသတိပြန်မလဲလာတော့တာအတင်းဆောင်နေတဲ့မကြီးကိုတင်ပြီးတော့ဖြူကိုကားဆက်မောင်းပြီးဖြူစေးုံကရန်ကုန်စေးုံကြီးကိုတင်မှုလွှဲပါတယ်တကယ်ဆိုရင်ကိုခိုင်ပြောကြတာက58မိုင်ပဲခူးဝင်းကျင်မှာရှိသေးပြီးပဲခူးစေးုံပုံမဲဆိုရင်ကိုခိုင်ရဲ့အသက်ကိုကယ်နိုင်ပါတယ်
ဓမ္မမဟုတ်လေချက်ချင်းနောက်လေရန်ကုန်စေးုံကြီးကိုပြန်မောင်းကိုခိုင်တည်ခြင်းမှတင်ပါပါအခုတော့မိုင်းတရားကျော်ဝေးတဲ့ဖြူတီစမောင်းလာပြီးကမှစေးုံတင်တာဖြစ်ပြီးတော့အတူပါလာတဲ့သူတွေရဲ့စိတ်ကူးစိတ်တန်းကိုလည်းစဉ်းစားလို့မရပါဘူးကိုခိုင်ကိုမသေးသေးအောင်စေးုံအရောက်နောက်ကျအောင်တမင်လုံးကြတာတော့မဟုတ်အဖော်ပါလာတဲ့သူတွေအားလုံးကကိုခိုင်ပေါ်မှာချစ်ကြခင်ကြလေးစားအားကိုးကြပါတယ်နောက်ဆုံးတော့တေးသေးချာချာတွေးစာအဖြေရှာကြည့်တော့မှဒီနေ့ဟာကိုခိုင်တေကိုတရားမဲ့နေတင်းနေစီလို့ဖြစ်ရတယ်ဆိုတာအဖြေရပါတယ်9ရက်6လ2014မိနစ်6နာရီခွဲဖြူကနေကားနဲ့ရန်ကုန်စီရုံကြီးကိုအသွားအမြန်လန်းမိုင်းနေအမှတ်135ကိုအရောက်မှာကိုခိုင်တယောက်ဘဝတစ်ပါးကိုကူးပြောင်းလို့သွားခဲ့ပါတယ်ကိုခိုင်ဆုံးသွားတဲ့အကြောင်းဖုန်းသတင်းရရခြင်းမှာတမိသားစုလုံးရန်ကုန်ကနေကညုတ်ကွင်းကိုလိုက်ခဲ့ကြပါတယ်ကိုခိုင်ရဲ့အလောင်းကိုကညုတ်ကွင်းအိမ်ကိုပြန်ယူလာတဲ့အခါမှာရေလုံးတိုက်ပြီးတော့အိမ်ကမှအလောင်းကိုပြင်ပြီးတော့နဲ့တန်ခါတစ်ပါးပြင်ပြီးတော့တက်ပြောက်ဆုံးကတရားနာပါတယ်တကယ်တော့ကိုခိုင်ဟာလူကောင်းတယောက်ရဲရဲရွာရေးတာရေးနာရေးဘယ်တော့မှနောက်မကြတဲ့သူပြီးတော့ဘယ်နေရာကနေနေကိုကြီးထက်ပြီးတော့လောကရာရေးနဲ့ပတ်သက်ရင်လေဒါနပြုဖို့လက်မနေသလိုအခွင့်အခါတင်တိုင်းမှာလေတီလာစောက်တည်ပါတယ်ဒါပေမဲ့သူမှအားနေချက်ရှိတာကတော့စင်ကြီးတုံတရားအထူးသဖြင့်ဒေါသကိုတတိနဲ့မငြိမ်းသက်နိုင်တဲ့သူဒေါသထွက်ပြီးဆိုရင်လူတရားမှလည်းဝင်မလေးသလိုစက်တိုင်တရားမှလည်းမကြောက်ပြီးတော့သူ့ရဲ့မိသားစုကိုအယံဥမာခင်တွေပါတယ်မိသားစုမျက်ရည်ပေါက်ကျင်းငယ်ကြောင်းနှိမ့်ချစောကားဖို့တော့မကြံပါနဲ့အဲ့ဒီလူတွေအတွက်ကတော့ငှက်ကြီးတောင်ဓာတ်တဲ့ကြောင်းမြင့်နေအောင်တွေးထားတတ်ပါတယ်အဲ့လိုစိတ်ချမ်းလူချမ်းတုံးတက်တဲ့ကြားခဲ့ခဲ့အဆွဲလန်းကြီးတဲ့သူမို့သူတည်တဲ့အခါမှာတရက်ွယ်လုံးကထိလန်းလို့နေပါတယ်ကိုခန်းတော့ကြွမှာမဟုတ်တော့တစီရလည်းအချောက်ကျန်းလည်းမဖြစ်ချင်းပြောတဲ့အတိုင်းပါပဲတည်တဲ့နေ့ကစလို့တရက်ွယ်လုံးကိုပြောင်းဆက်အောင်ခြောက်တော့ပါတယ်အဲ့ဒီညမှာအရင်မြင့်ကိုလုံးကိုတွေတော်မဲမဲတဲ့တခုလမ်းပေါ်မှာသွားနေတာတွေ့ရပြီးကိုခိုင်ဟာသူ့အိမ်နဲ့သူ့မိအိမ်ကိုကူးကြည့်တန်းကြီးလုံနေပြီဆိုတာသိလိုက်ပါတယ်သူ့မိရဲ့အိမ်မိဖို့ကြောင့်လည်းမှာဒံဝိုးတွေလန်ခွက်တွေလန်ပြောင်းဆက်အောင်ချုပ်လန့်ပြီးဥခွက်တွေကိုလည်းအသာရလန်တာမဟုတ်သူ့ရဲ့ပုံစံတိုင်းပဲခက်ကြမ်းကြမ်းနဲ့လှန်လုံးနေတော့အတန်တွေကစူညံနေပါတယ်တခါသူ့ညီအိမ်ကိုသွားပြီးတော့သူ့ညီကအာသုဘအိမ်ကိုရောက်နေပြီးအိမ်မှာကြောက်လို့မလိုက်ရတဲ့မိမနဲ့ကလေးတွေပဲကြံခဲ့ပါတယ်ခဏနေတော့ညီဖြစ်သူရဲ့မိမလေးကလေးလက်ကိုဆွဲပြီးတော့ယောက်ျားစီကိုပြေးရပါတယ်မပြေးလို့ကလည်းမဖြစ်တဲလုံးတွတ်တွတ်ကောင်လှုပ်ရမ်းနေမှာတော့ဘသူကနေရဲမှာလဲသူ့ရဲ့အမကြီးမမြအင်ဂျီတော့တမျိုးမိဖို့တွေဝင်ပြီးတော့အိုးတန်ခွက်တန်ပေးပြီးမမြကစောင်းကောင်းပြီးခြုံရဲကနေကိုခိုင်ရဲ့ငါ့လို့မချောက်ပါနဲ့ဟာငါကြောက်လုံးလို့ပါအဲ့တော့မှပြန်သွားမှရပါတယ်ဘာအတမ်းမှမကြားတော့ပါဘူးမနဲ့မိုးလင်းလို့မိဖို့တွေဝင်ကြည့်တော့တန်းသွားလို့ဘာမှမရှိရှိသမျှအိုးကပကန်တွေအားလုံးတမန်တလင်းပေါ်မှာစီပြီးတော့ခြာထားပါတယ်အရက်ထဲမှာအများသူကယူဆသလိုကိုခိုင်တယောက်လူဘွားကနေတည်လွန်ပြီးဘဝကူးပြောင်းသွားပြီဆိုတာမှသိရလားရုပ်ရှင်တွေဗီဒီယိုတွေကလို့ဘယ်သူကမှခုံမရပြုံးမရနဲ့ဘာဖြစ်လို့ပြင်မမသိတဲ့ကိုခိုင်ဝင်းကျင်ကမိဘဆွေမျိုးတွေရဲ့အိမ်ကိုရှောက်သွားပြီးတော့သူရောက်နေတဲ့အကြောင်းတွေအတိပေးနေရလားလို့တွေးမိပါတယ်။၃ရက်မြောက်တဲ့နေ့မှာကိုခိုင်အလောင်းကိုတုတ်တန်မှာမိရှို့တကြိုလိုက်ကြပြီးဒေဆုံးတဲ့အချိန်ကနေမိသူကျကနေအချိန်ဒီကိုခိုင်ရဲ့အလောင်းကိုမိဘဆွေမျိုးတွေမိတ်ဆွေပေါင်းတွေလာပြီးတော့ကြည့်တဲ့အခါမှာမျက်နှာအမွေအရာအမျိုးမျိုးပြောင်းလဲနေတာတွေ့ရပါတယ်။ဒီတဲ့နေ့ကအလောင်းစင်ပေါ်ကကိုခိုင်မျက်နှာဟာခက်ထန်မှကျော်နေပြီးတစုံတစ်ယောက်ကိုဒေါသထွက်နေတဲ့ပုံဘယ်သူကိုထွက်နေလဲမသိမကြခင်မှာတယောက်ယောက်ကများဒေါသထွက်ခဲ့လို့လားစဉ်းစားကြကဘေးဒီတပုတ်လိုဖြစ်နေပါတယ်။နှစ်ရက်မြောက်တဲ့မနေ့အလောင်းကိုကြည့်လိုက်တော့အားလုံးအံ့အားသင့်ရပြီးကိုခိုင်မျက်နှာဟာနှိမ့်ချေချေပြုံးလို့ပါတစုံတရားအတွက်အားရကျင်းတဲ့မျက်နှာဘာလို့သဘောကျပြီးတော့ဒီလောက်ပြုံးနေရလဲဘယ်သူမှတွေးလို့မရတကြုံမဲနေမနေခင်မှာတော့မျက်နှာအမူအရာကမဲလို့နေပြီးမဲတယ်ဆိုတာကဝေဒနာခံစားရလို့မဲတဲ့အမေမဟုတ်အလိုမကျလို့သဘောမတွေ့လို့မဲတဲ့အမေစာရေးသူလူတွေအလောင်းတွေအများပြားတွေ့ဘူးပါတယ်တချို့ဒီကနေ့ခံစားရတဲ့ဝေဒနာကိုလက်ပြီးတော့ရှားထွက်တာတွေမချိမဆန်ခံစားနေရတဲ့မျက်နှာမျိုးတွေရှိပြီးဘလို့ပဲဖြစ်ဖြစ်24နာရီကျော်ပြီးဆိုတော့နေအလောင်းမှန်သမျှရဲ့မျက်နှာအလုံးကတုံညောဆိုတဲ့ဒိဗေပဲရှိတော့ပါတယ်အသက်ရှင်နေတဲ့လူတယောက်ရဲ့မျက်နှာလိုငုံမဲ့ရီပြုံးမလုံနိုင်ပါဘူးဒါဆိုရင်တော့ကိုခိုင်အလောင်းကဘာကြောင့်များဒေါသတွေထွက်ပြနေနေချက်ချက်ပြုံးပြမဲပြတာတွေလုံနေတာလေကိုခိုင်ရဲ့ဝိညာဉ်ကပဲသူ့ရဲ့ခန္ဓာချက်လေးကိုပြနေတာလားဒါဆိုရင်ကိုခိုင်အလောင်းကဘာကြောင့်များအဲ့လိုတွေလုံနေတာတော့အဲ့လိုရောပြလို့လားစာရေးသူလည်းညံမမိပါဘူးဘလို့ပဲဖြစ်ဖြစ်ကိုခိုင်ရဲ့ဝိညာဉ်ကတော့
အလောင်းစင်မောကနေအဲ့လိုတွေလှုပ်ပြနေပါတယ်ဒီကနေ့မှတင်းနမိတ်တွေပြီးအတေဆိုးနဲ့ကြုံခဲ့ရတဲ့ကိုခိုင်ဝိညာဉ်ဘောနဲ့မျက်နှာပေါ်မှာအမူအရာတွေလှုပ်ပြနေတာဟာကိုခိုင်တည်တဲ့နေ့ကနေ9 ရက်လေတဲ့အထိပြောင်းဆန်အောင်ချောက်လက်နေတာတွေမိဘဆွေမျိုးတွေခင်မင်းနဲ့မိတ်ဆွေတွေရဲ့အိမ်ကိုညာတိုင်းသွားတက်ပြီးအိုးခွက်ပကံတွေကိုလှန်လောတာတွေအိမ်ကိုလှုပ်ရမ်းတာတွေအိမ်နေတဲ့သူတွေရဲ့စောင်းတွေကိုဆွဲကြောက်တွေကိုဆွဲကိုခိုင်ရဲ့အဲ့လိုချောက်လန့်ခြင်းတွေကိုခံရတဲ့သူတွေကပြန်ပြီးတော့ပြောပြပါတယ်။စာရေးသူကိုယ်တိုင်လည်းတလားပြည့်စွန့်ကြွေးတဲ့9 ရက်9 လ2014 ရက်နေ့ညမှာရန်ကုန်ပြန်ခဲ့တာကြောင့်တချို့အဖြစ်အပျက်တွေကိုသိမြင်တွေ့ကြုံခဲ့ရပါတယ်။အလောင်းကိုတုတ်တယ်မှာမိသကြိုခဲ့တဲ့3 ရက်မြောက်ညသမီးကြီးရဲ့အိမ်ကိုကိုခိုင်ခင်းနဲ့ပေါက်ပါတယ်။သမီးကြီးကအိမ်တော်ကြပြီးတော့ကိုခိုင်ရဲ့အိမ်ကောင်းရေးဘက်မှာဘလုံးနဲ့ရှိချန်စီယိုလေးပဲချတဲ့အိမ်မှာနေပါတယ်။သမီးကြီးကညအိုးပိုင်းအာသုဘအိမ်မှာလာနေပြီးညနေတော့အိမ်ကိုပြန်ပါတယ်။ည2 နာရီလောက်မှာသမီးကြီးရဲ့အိမ်ကိုခဲနဲ့ပေါက်ပြီးခဲကလက်သေးကွန်လောက်ရွေကြောက်စစ်ခဲလေးတွေစတဲ့သဘောဖြစ်ပြီးတော့အိမ်ထရင်ကိုထိအောင်အသားရပေါက်နေပြီးခဲတစ်လုံးနဲ့တစ်လုံးက3 မိနစ်လောက်ပဲခြားပြီးတော့ပေါက်ပါတယ်။စာရေးသူအပါဝင်မိသားစုအားလုံး10 ယောက်လောက်ကအတမထွက်ရေးပဲတိတိလေးချောင်းကြီးနားထောင်နေပါတယ်။ကိုခိုင်တော့သူသမီးအာသုဘအိမ်မှာမရှိလို့တွားလို့နေရနေမှာ။နိုင်ဝဲကြော်ကြာပြီးတော့မှခဲပေါက်တာရက်ပါတယ်။နောက်တစ်ကြိမ်ကြုံတာကတော့9 ရက်မြောက်တဲ့နေ့မနေ့8 နာရီလောက်မှာပါကညုတ်ကင်းမျိုးရဲ့ထုံးစံတိုင်း9 ရက်နဲ့ရက်လေဆုံးကြပြီးတန်ခါတော့ပင်ဆုံးကက်တရားနာပြီးတော့ဖိတ်ကြားထားတဲ့ every တက်ကိုမွေးငါးနဲ့အိတ်ခံကျွေးမွေးတဲ့အချိန်အိတ်ရှိမန်းတဲ့ထဲမှာဧည့်သည်တွေပြည့်ကျဲလို့နေပါတယ်အဲဒါကြောင့်တချို့ဧည့်သည်တွေကိုအိမ်မော်ကိုခေါ်ပြီးတော့အိတ်ခံရပြီးအဲ့ဒီထဲမှာအမကြီးမမြလည်းပါပါတယ်မမြကအိမ်ရှိပြတင်းမောက်ကိုကြိုးပြီးတော့မွေးငါးစားနေတာဖြစ်ပြီးစားနေရဲ့တလန့်နဲ့မမြခါကတုံ့လိမ့်လို့လာပြီးတော့ပါဇက်ကလည်းဟဲ့ကိုခိုင်ငါ့ကိုမစားပါနဲ့ဟဲ့ငါနင့်ကိုကြောက်ပါလေဆိုမှပြောလို့မရဘူးတင်ပါရဲ့ခါကိုဘေဘဲတွန်းလိုက်နာဘဲတွန်းလိုက်နဲ့ပြတင်းမောင်းနဲ့ဝေးတဲ့အတင်းဘက်ကိုတူတူသွားပါတယ်ငါတနာလိုက်တာကိုခိုင်ရဲ့အဲ့လိုပြောပြီးတဲ့နောက်မှာတော့ကျူးကျူးပေါင်းငိုနေပါတယ်စာရေးသူနဲ့ဧည့်သည်တချို့လည်းမမြဖြစ်နေတာကိုအံ့အားသင့်ပြီးတော့ကြင်နေမိပါတယ်ခဏနေလို့မေးကြည့်တော့မှကိုခိုင်လေးငါခါကိုဘေဘဲတွန်းလိုက်နာဘဲတွန်းလိုက်နဲ့ဂလီထိုးနေရအဲ့ဒီတော့မှခြံထဲမှာကိုခိုင်ရှိနေတယ်ဆိုတာစဉ်းစားမိပြီးကိုခိုင်ဟာမမြကိုလူဝကလေးကချစ်ခင်ရင်းနှီးမှုရှိပါတယ်မိဖို့ကြောင့်နေဝင်အုတ်ခွက်ပကံရှိသမျှကိုတမန်တလင်းပေါ်မှာစီးချထားတဲ့အိမ်ကလည်းမမြရဲ့အိမ်မှာ6 ရက်မြောက်တဲ့နေ့မှာဖြစ်သွားတဲ့ဖြစ်ပျက်ကလည်းထူးဆန်းတယ်လို့ပြောရမှာပါအဲ့ဒီဖြစ်ပျက်ကလည်းနေ့လေခင်စနေခွေလောက်မှာဖြစ်တာပါကိုခိုင်ရဲ့ဝိညာဉ်ရောက်သွားတဲ့အိမ်ကသူ့ရဲ့ဦးလေးအိမ်ဖြစ်ပြီးဦးလေးရဲ့ဇနီးဒေါ်တို့ကရေတုံငင်နားမှာအဝိရှော်လို့နေပါတယ်အဲ့ဒီချိန်မှာတပြက်ပြက်နဲ့အတန်ကြားလိုက်ရပြီးတော့အနီးနားမှာလည်းဘယ်သူမှမရှိကိုခိုင်လာ6ပြီးဆိုတာသိလိုက်ပြီးနေ့လေနေခင်းကြီးဖြစ်တာကြောင့်ဒေါ်တို့ရဲ့စိတ်ထဲမှာလည်းတိတ်တော့မကြောက်လှပါဘူးကိုခိုင်နင်းကကြောက်မယ်တယ်လို့လာ6တယ်လားဟမ်နေမောရုံပဲရှိမယ်နော်ငါတော့လုံးဝမကြောက်ဘူးအဲ့လိုပြောပြီးတော့အဝိရှောင်နေတဲ့အချိန်ဖြစ်ကနေလေးကွာပြစ်တဲ့အတန်လိုကြားရပြီးတော့ကျွတ်စစ်ကလေးတစ်လုံးကအရှင်ပြင်းပြင်းနဲ့ဒေါ်တို့ရဲ့ခါကိုလာမှန်ပါတယ်အဲ့တော့မှဒေါ်တို့လည်းအမလီကြောက်ပါပြီကိုဟိုင်းမပြင်းနေတော့နော်အဲ့လိုအော်ပြီးတော့နီးရအိမ်တွေကိုဝင်ပြီးတော့ပြေးပါတယ်အဲ့ဒီအကြောင်းကိုဒေါ်တို့အာသုဘအိမ်လာပြောလို့သိရပြီလေးဝမလို့အညိုမဲဆွနေတဲ့ခါကတရားကိုလေအားလုံးတွေးလိုက်ပါတယ်သူမိမမကြည့်ဆိုရင်လေနေတိုင်းအေးအေးပြရပြီးနိုင်ရေးကိစ္စကြောင့်လူတွေပန်းစိတ်မိမှန်ဖြစ်လို့အိမ်မဲကြတာနဲ့လာပြီးတော့လှုံလို့တယ်လို့ဆိုပါတယ်အကောင်တွေတော့မမြင်ရနေ့စဉ်ညစဉ်ကိုခိုင်လာပြီးတော့6တာကိုတတိတလက်လက်ကြောက်ရွံ့နေကြရင်းနဲ့အရေးကြီးဆုံးနေ့လို့ယူဆထားတဲ့9 ရက်လေတဲ့နေ့ကိုရောက်လာခဲ့ပါတယ်ဒေပြီးတဲ့လူတယောက်ဟာသူ့ရဲ့အိမ်မှာ9 ရက်နေလို့ရပြီးတော့အိမ်ဆောင်နဲ့ခြံဆောင်နဲ့အိမ်တွင်းကလည်းခွင့်ပြုပေးထားတယ်9 ရက်ပြည့်ရင်တော့အိမ်မှာနေခွင့်မရှိဆိုင်ရာပိုင်ယာတွေကသူ့ကိုနှင်ထုတ်တက်ပြီးတည်တဲ့သူကလည်းအိမ်ကနေအပီးပိုင်ထွက်ခွာသွားရတယ်လို့အယူအဆအဆွဲလန်းရှိပါတယ်တရားတော်နဲ့ကြည့်ရင်တော့အဲ့ဒီတွေအယူအဆတွေဟာမှားယွင်းတဲ့အယူအဆပါအမှန်တကယ်ကတရားတစုံတစ်ယောက်တည်ဆုံပြီဆိုတာနဲ့အကြားအလက်မရှိဘဝတည်ကိုကူးပြောင်းပါတယ်ဖျားပစ္စည်းကဗုဒ္ဓနဲ့ရဟန္တာကလွေလို့အားလုံးဟာ30ပုံမှာကျင်လည်ရပါတယ်အဲ့ဒါဆိုရင်ဘာကြောင့်ကြောက်တာလက်နာတွေရှိနေတာလဲလို့မေးကြရှိပြီးဒါဟာတည်တဲ့သူကဆွေးလန်းတဲ့နေအိမ်တိုက်တာပစ္စည်းဥစ္စာဇတိသားသမီးတွေကြောင့်ဘဝတည်ကိုကူးပြောင်းသွားပြီမဲ့ဆွေးလန်းခဲ့တဲ့တက်ရှိသမီးတွေရဲ့အနာမှာပြန်လည်မိတည်နေထိုင်တဲ့သဘောတဘာဝကြောင့်ပါ
တချို့ဆိုရင်မကျွတ်မလွတ်ပဲနေချင်းထဲမှာနေပေါင်းများစွာနေတာကိုလည်းကြားသိရပါတယ်အဲဒီလိုနေထိုင်ရင်းနဲ့အတန်ပေးအနံ့ပေးတာတွေကိုတင်ပြအိမ်မက်ပေးတော်ရင်းနဲ့သူတို့ရှိတဲ့အကြောင်းတွေကိုထင်ရှားအောင်လည်းပြတတ်ပါတယ်အဲဒါကိုပဲ၆တဲ့လက်နဲ့လို့ခေါ်ကြပြီးအဲဒီလို၆တဲ့လက်နဲ့အတွက်9ရက်နေခွင့်ရှိတယ်ဆိုတဲ့အယူအဆပေါ်လာပုံရပါတယ်အဲဒါကြောင့်လဲကိုခိုင်ရဲ့မိသားစုဝင်အားလုံးက9ရက်လေတဲ့နေ့ကိုအထူးသဖြင့်အတိတ်အလက်လက်ဖြစ်နေတာပါတခုထူးခြားတာကတော့9ရက်လေတဲ့ညဟာအရင်ညတွေကထက်ပိုပြီးတော့ထင်းထင်းခြားခြား၆လက်ပါတယ်ည10နာရီလောက်မှာအိမ်မိုးကိုခိုင်တက်လာပုံရပြီးတော့ခြေတံပြင်းပြင်းနဲ့လေကားကတက်လာတဲ့အတန်ကိုလည်းအတိုင်းသာကြားနေရပါတယ်မေးသေးတဲ့လူတွေကအထိတ်ထိတ်တလက်လက်နဲ့အိမ်နေတဲ့သူတွေကိုနှိုးကြပြီးအိတ်တဲ့သူတွေကလည်းအလန့်တကြားနဲ့နှိုးပြီးတော့ကြောက်ကြောက်လက်လက်ငြိမ်နေပါတယ်ခြေတံဟာအားလုံးစုပြီးတော့အိတ်နေတဲ့ဘုရားခန်းကိုဖြစ်ပြီးတော့အနောက်ဘက်အိတ်ခန်းတွေကိုတန်းဝင်သွားပါတယ်အကောင့်ထဲမမြင်ရပေမဲ့တွာလာလှူရှားနေတဲ့အရေးတခုအားလုံးကတွေ့နေရပြီးတော့အိတ်ခန်းတွေကနေမိဖို့ခန်းကိုကူးသွားဖို့ရပါတယ်။ဦးရီဖွင့်တဲ့အတန်းပိတ်တဲ့အတန်းပကံဒီဆွဲယူတဲ့အတန်းအတိုင်းသာကြားနေရပါတယ်။ခြေတံကလည်းတရှက်ရှက်နေဒီကြားထဲမှာတစုံတစ်ယောက်ကိုဒေါသထွက်နေပုံရပြီးမကြာခဏတောက်ခေါက်တဲ့အတန်းကိုလည်းကြားရပါတယ်။တော်တော်လေးကြာတော့အနောက်ဘက်အိတ်ခန်းတွေကကလစ်ကနေအတန်းကြားလိုက်ရပြီးအိတ်ခန်းထဲမှာတူကိုင်းနေကြလေတနက်တက်လက်ရှိပါတယ်။ကလစ်ကနေဆိုတဲ့အတန်းကတော့တနက်ကိုမောင်းတင်လိုက်တဲ့အတန်းဆိုတာအားလုံးကသိပြီးခဏနေတော့ဖန်ကနေဆိုလေတနက်မောင်းဖြိုးလိုက်တဲ့အတန်းကြားရပြန်ပါတယ်ခဲကြီးစံဘုံတော့ပါပုံမရဘာကြောင့်လဲဆိုတော့တနေရာကိုထိမှန်တဲ့အတန်းလဲသူတို့တွေမကြားပါဘူးတကောင်ကျော်ညတနားရီလောက်ထိအိမ်ပေါ်မှာအခန်းကြီးကူးပြီးတော့တပြက်ပြက်နဲ့တွာလာနေပါတယ်ခြေတံနဲ့အတူတူရေကနေတွားရတဲ့အရေးလိုအရာကိုလည်းသူတို့တွေမြင်တွေ့နေရပြီးတော့တိန်လိုပြောင်းဆန်အောင်စိတ်တိုင်းကြရတာပြီးလှုပ်ရှားပြီးတော့မှခြေတံပြင်းပြင်းနဲ့အိမ်အောက်ကိုဆင်းသွားပါတယ်အိမ်ထဲကိုဆင်းပြီးတော့ခြံလေးကိုလှည့်ပတ်ကြည့်နေပြီးအိမ်ရဲ့အောက်မှာမွေးထားတဲ့မန္နာလီဘေးတွေကလည်းတရှိရှိနဲ့အုံနေကြပြီးတော့လှမ်းပြီးပြေးကြတဲ့အတန်တွေကိုလည်းကြားနေရပြန်ပါတယ်တော်တော်လေးကြာတော့မှမြောက်ဘက်လမ်းမကြီးတိုင်းခွေးအောင်နဲ့ခွေးဦးတန်တွေစူးစူးညင်းနဲ့ကြားနေရပြီးအဲ့တော့မှကိုခိုင်တယောက်မြောက်ဘက်အစုံမနေတဲ့သူမိဘဆွေမျိုးတွေရဲ့အိမ်ကိုတွားပြီးဆိုတာသိလိုက်ရပါတယ်နောက်နေ့မနေ့ခင်းမှာတော့မြောက်ဘက်ကဆွေမျိုးတွေရဲ့အိမ်မှာလည်းကိုခိုင်တညလုံးပြောင်းဆန်အောင်တောင်းကျမ်းတဲ့အကြောင်းမနေ့မိုးလင်းကနီးမှာငြိမ်သွားတဲ့အကြောင်းကြားရပြီးတော့ကိုခိုင်ဟာတေလုံပြီးနှစ်ပတ်လောက်ထိမိသားစုတွေနဲ့ဆွေမျိုးတွေမိဘတွေမိတ်ဆွေတွေရဲ့အိမ်ကိုတွားလာ၆လန့်နေပါတယ်အဲဒီနောက်မှာတော့အတန်ပေးတာတွေ၆တာလှန့်တာတွေဘာတကူမှမရှိတော့ဘူးလေသူ့အတွက်ရည်စူးပြီးတော့ပြုတ်လုပ်တဲ့ကောင်းမှုကုသိုလ်တွေရဲ့အဖို့ဖားကိုတာရုခေါ်ခိုင်းပြီးတော့၆လန့်နေတဲ့တရေတစီဘွားကကျွတ်လွတ်မြင့်မြတ်ရာဘုံဘွားကိုရောက်ရှိသွားတာလားဒါမှမဟုတ်တခြားတနေရာကိုများတွားလာနေလို့လားအဲ့လိုမှမဟုတ်ရင်လေရောက်ရဘွားမှာပြောတတ်တဲ့သတော်လေးရဲ့သဘောတဘာဝတိုင်းဘဝအတင်မှာပြောပြီးတော့ဘဝဟောင်းကိုမေ့သွားလို့လားဆိုတာကတော့ကိုခိုင်ကလွယ်ပြီးတော့ဘယ်သူမှသိနိုင်မှာမဟုတ်ပါဘူးဆက်လက်ပြီးတော့ပြည်သူတို့ကရေတွင်းလေးကတရေမဆိုတဲ့ဇလန်လေးနားဆင်ရမှာဖြစ်ပါတယ်ညနေစီစာအလောက်ကျုပ်တို့ကြီးတဲ့ဒေတာအပြေးဝခံစားရတယ်ဗျကျုံနဲ့ရင်းရတော့ရွာမနောက်ကျောင်းသားတွေလို့ဆိုရမှာပေါ့ဗျာမနက်ခင်းတစ်ခါကျောင်းညနေတစ်ခါကျောင်းကျန်တဲ့အချိန်ကျတော့နေခင်းဆိုရင်အိမ်မှာထင်းခွဲရေခက်နေညဆိုလို့ရှင်တော့ဟိုကျောင်းဒီကျောင်းပြောပြကြတယ်ဗျညနေတော့ကျောင်းပြီးတော့ကျုံနဲ့ရင်းပြင်လာတဲ့ချိန်စကားတွေလည်းဟိုပြောဒီပြောပေါ့ဗျာဟဲ့ဘာကြီးအိမ်မနေကျိုးပါလားကွာငါနဲ့လိုက်အောင်မလားငါရေရင်တော့တွားချင်မလို့ဟာဟဲ့အချိန်လဲကြည့်အောင်က6နိုင်ထုံးနေပြီပေါင်းနေပြီကွာဟဲ့ကျိုးတို့ရွာမှာလျှက်စမီဆိုတာမရှိဘူးဗျရွာရဲ့တောင်ဘက်ဘုန်းကြီးကျောင်းကစေတနာနဲ့တလန်းကို3နိုင်လောက်မိစက်မောင်းပြီးတော့ပေးတယ်အဲ့ဒီမိ3နိုင်လည်းမိချောင်းနေမဟုတ်ပါဗျာမိလုံးလေးတွေဆိုတော့မိမိလေးပါပဲတယောက်နဲ့တယောက်တဲတဲကွယ်မြင်ရတာလည်းမဟုတ်ဘူး၄အောင်လောက်ပဲရှိတာဗျမင်းရလေကွာတမ်းမရှိရပဲကွာဒီကွာလိုက်မယ်မင်းကဘယ်တွင်သွားချင်မှာတော့ရောင်မြောက်ပိုင်းကဖုံးချောင်းလေကွာတူးထားတာမကြသေးဘူးအဲ့တွင်ကအေးတယ်လို့ပြောတယ်ကွာအေးဒါဆိုလည်းအိမ်ရောက်တာနဲ့တွားမယ်ကွာကျိုးအိမ်တက်ကို2အိမ်ကျော်တော့ဒီပဲနီးတာဗျကျိုးလေအိမ်အောင်ရောက်တော့နွားတွေကိုကျိုးနေချီဝေစားတွေယူပြီးတော့ရေပုံးယူပြီးတော့စောင့်နေရဗျခဏကြာတော့ရဲရင်ရောက်လာတယ်ရေရင်းကို2ယောက်သားတမီလေးနဲ့တွားတာပေါ့ဗျာအေးလေတော့ကွာငါပြည့်တနေ့ကိုပူးနေရလမ်းသွားတာပဲဟုတ်တယ်ကွာရေကအေးပြီးတော့ချိုးလို့ကောင်းတယ်နော်အဲ့ဒီတွင်ကရေကလှုပ်ကိုအေးတာဗျကျုပ်ဖြင့်အင်းလုံးလို့စမချိုးနိုင်မင်းနဲ့အပေါ်ပါလာတဲ့ပစိုးလေးခြုံပြီးတော့ပစိုးစိုးကိုကျုပ်ဘောင်းမီလေးဝေးပြီးတော့ရဲရင်ရေချိုးတော့စောင့်နေတာအပြန်ကျတော့2ယောက်သားစကားတွေပြောရင်းနဲ့ပြန်လာတာပေါ့ဗျာ
တရေเจ้าတွေလည်းပါတာပေါ့တရေเจ้าတွေလည်းကျုပ်တို့ကတိတ်ကိုဝါသနာပါတယ်ဗျဆက်စုမဲဆိုလို့ရှိရင်လည်းထိဆုံးရပဲဟဲ့မင်းတို့ပြောရအောင်မေးကွာလွန်ခဲ့တဲ့9နှစ်လောက်ကလေမင်းတို့တွေရဲ့အရှိပိုင်းကအပြေးမနေဝင်သိရမလားအေးလေကွာအဲ့ဒီမှာရေးဆုံးသွားတာစိတ်မကောင်းဘူးကွာအေးဘာလို့ဆုံးနေသိလားရေရင်းကိုရေသွားကျတော့မွေးပေါက်လို့လေမဟုတ်ဘူးကွာသူတရားတဲ့အကြောင်းရင်းကိုပထမတော့ငါလည်းမသိဘူးအဲ့ဒီရေရင်းကိုရေလာချိုးတဲ့သူတိုင်းရေရင်းတွေကိုဆွဲခေါ်တယ်လို့ပြောတယ်မဟုတ်ရင်လည်းတွန်းချတယ်တဲ့အဆိုးဆုံးကတော့အဲ့ဒီတွင်ကိုလာတဲ့လူတိုင်းပြန်လည်းမရှိဘူးလေကွာဟာမင်းရတယ်ကွာငါတော့မကြားမိပါဘူးမင်းကဘယ်လိုသိရတော့ငါလည်းသူများကြီးပြောလို့ကြားတာပေါ့ကွာသိကြတော့မသိဘူးစကားမျိုးနဲ့အိမ်ကိုရောက်လာခဲ့ပြီးကျုပ်ကတော့ဓမင်းလေးစားပြီးတော့အဲ့ဒီရေရင်းကြောင်စဉ်းစားမိပါတယ်တကယ်ကြောက်တာလားမကြောက်တာလားလွန်ခဲ့တဲ့9နှစ်ကတည်သွားတာဆိုတော့အခုချိန်ဒီမကျွတ်မလို့ဖြစ်နေတာလားတောင်လေးမြောက်တွေနဲ့အိပ်ပျော်သွားရပြီးနောက်နေ့မနက်ကိုရောက်တော့ကျုပ်တော်ဝင်ရနွားတွေကိုလွတ်ရပြန်ပါလေဟဲ့အဲ့ဒီရေရင်းမှာတည်တဲ့တရေချော့ကန်လူတွေကအကုန်လုံးတည်ရပဲလားငါထင်ရတော့ကွာလူတွေလျှောက်ပြီးပြောလဲဖြစ်နေနေအဲ့ဒီရေရင်းကရွာပြင်မှာတော်တော်လေးလေးဝေးတယ်6လမ6လတော့ငါလည်းမရောက်ဖြစ်တာအတော်ကြတော့သိမသိဘူးကွာအေးကွာလူတွေကလည်းနော်တေချာမသိဘဲနေများပြောနေကြတယ်လူကွာဒါပေမဲ့ငါတို့စိတ်ဝင်စားရအောင်သူတွေညနေရင်အဲ့ဒီတွင်ကိုရေသွားချုံမလားဟာရောတကယ်ကြောင့်ငါတို့သိကုန်မှာပေါ့ကွာငါမသွားရဘူးလိုက်ခဲ့ပါကွာမင်းကလည်းငါစိတ်ဝင်စားလို့ပါကွာကျုပ်ကတော့အတင်းကိုခေါ်နေတာပြောနောက်ဆုံးတော့ရေးရင်လေလိုက်မယ်လို့ပြောတော့ကျုပ်ပြင်ပြောသွားတာပဲကျုပ်ကတော်တော်လေးဆက်စုတဲ့ကောင်ကြောက်ကလည်းကြောက်ပေါ့ဗျာကျုပ်တို့ညနေရောက်တော့အင်းကိုပြန်ဖျောက်ရှင်းနေတော့သွားမယ်နော်အတင်းလောက်တာနော်ဒီက9လကုန်ပြီရဲရင်အိမ်ကိုကျုပ်ကလှမ်းပြီးတော့ပြောလိုက်တာဗျစိတ်လို့ရှာနေတော့အမှန်ပဲအဲ့လိုနဲ့ရှင်းနိုင်ရောက်လာပါလေရောအိမ်ကဓမီတက်လက်ရွာပြင်ပဲဆိုတော့ခွေးယူတွေမွေတွေတွေ့လို့ရှိရင်ရိုက်ဖို့ဆိုပြီးတော့ဓာတ်တစ်ချောင်းတုတ်တစ်ချောင်းလေးယူလာကြတာပေါ့လေရွာပြင်ဘက်ကရေရင်းစီကိုခြေလမ်းကြီးနဲ့ပဲကျုပ်တို့တွေရောက်လာခဲ့ကြတယ်အမောင်လေးကကြီးစိုးနေတော့ကျုပ်တို့ဓမီအလင်းအောင်လွှဲပြီးတော့ဘာမှမရှိဘူးဗျကဲကိုလူငါတို့လက်နေတော့ရောက်မင်းလည်းကွာငါလေးပါပါလေးကွာဒီမှာငါတို့ဓမီအလင်းအောင်ရှိရမယ်အေးအောက်ကလည်းကြည့်တော့မိုးဒီပါလေးရှိနေအောင်လေပြေလေကြီးကတတုံတုံတိုက်ပြီးတော့ပတ်ဝန်းကျင်ကလည်းအကြတန်ကြားလောင်ကိုတိတ်ဆိတ်နေတာကျုပ်ဖြင့်ကျိုးတွေချမ်းလာစက်သိန်းကြီးလည်းထလာတယ်ဗျဟောရေရင်းကြီးတော့မြင်နေရပါပြီရေရင်းကတော့ပုံမှန်ပဲရေရင်းရှိကိုရောက်တော့တိတ်ဆိတ်နေတဲ့ရွာပြင်ကြီးကချက်ချင်းကိုပဲခွေးတွေဦးလာတယ်ဗျခွေးတွေတော်တော်လေးဦးလာတာကျုပ်ကတော့ကြောက်ကြောက်လန့်နေရေရင်းကတော့ငုံကြည့်လိုက်တော့ရေကတော့ထွက်တယ်ဗျအဲ့ဒီချိန်မှာပဲရင်းကတရေဆိုပြီးတော့အော်နေတာကျုပ်ကဘယ်မလဲလို့ပြီးတော့ရေရင်းထဲမှာထမင်းရင်ချားကြီးနဲ့ထိုင်နေရတဲ့အမလေးဗျာရေရင်းထဲကကျုပ်တို့ကြည့်နေတာမတက်ကြီးရက်လာပြီဗျကျုပ်တို့နေရာကိုလက်ပြနေတာကျုပ်တို့နေရာကိုပြေးမယ်လို့တော့မပြေးနဲ့နော်ဟာအတိုင်ကြီးကလည်းအော်နေရဗျာကြောက်စိတ်ကြီးကစွမှုလာပြီဗျကျွန်တော်လည်းအနောက်ကိုလှည့်ပြီးကြည့်လိုက်တော့ထမင်းမှာသွေးတွေစီးကြနေတာသပင်းကလည်းဖားယားကြီးချလို့ကျုပ်တို့လည်းပြေးမယ်ဆိုပြီးတော့ပြန်လေးလှည့်ရတဲ့ချိန်ကျုပ်တို့နေရာကိုဆွဲပြီးတော့ရေရင်းတော့တွန်းလိုက်တာဗျာအရှင်တော်လေးလည်းပြင်းနေကံကောင်းလို့ရေထဲကိုမကြတာဗျကျုပ်တို့ရဲ့ဒူရီကတော့ပုံးပဲကုန်တာပေါ့ဗျာကျုပ်တို့လည်းဖက်နဲ့ချွတ်ပြီးတော့အမြန်ပြေးတာပဲတကယ်မှတော့အနောက်ကနေမပြေးနေဆိုပြီးတော့အတင်းကိုလိုက်တာဗျဟောကျုပ်တို့မီးတော့မယ်ကျုပ်တို့လည်းပြင်းနေရွာဝင်တောင်ရောက်လာခဲ့ပြီဗျအနောက်ကိုလှည့်ကြည့်တော့မရှိတော့အဲ့တော့မှပဲစိတ်လျှော့ပြီးတော့မြေကြီးတော့ဘုံဝင်လေးလဲကျသွားတယ်ဗျာမနေ့ရောက်တော့ကျုပ်ဖိနေအမေကအဲ့ဒီရေတွင်းကြောင်မေးကြည့်တော့အဲ့ဒီရေတွင်းကိုအပြူကြီးမနှင်းဝင်ရေလာချိုးတဲ့ချိန်မှာအရက်သမားတွေနဲ့တွေ့ပြီးတော့မရင်းချင်းမှုဆွဲလာရလာလှုပ်တော့တာပဲတဲ့အဲ့တော့အပြူကြီးမနှင်းဝင်ကရုံလိုက်တဲ့အချိန်အနောက်ကိုအရှင်ပြင်းပြင်းနဲ့ရုံလိုက်တော့ရေတွင်းတွေကိုပြုတ်ကြပြီးတော့တီးသွားတာလေဗျအဲ့ဒီမို့လှုပ်ဝဲထားတာတဲ့အဲ့ဒီအရက်သမားတွေကလူတယောက်ကလူချမ်းသာတယ်ဗျရေတွင်းတွေကနေအလောင်းသူ့ရဲ့လူတွေနဲ့ဆေးပြီးတော့အဲ့ဒီရေတွင်းနားမှာပဲပြစ်ထားလိုက်တာပြီးတော့မှမွေးကြိုက်တီးတာဆိုပြီးတော့မှတရင်ဖြတ်နေတာတဲ့အဲ့ဒီကြောင့်ကျုပ်ဖေနဲ့အမေကဘလို့သိလဲဆိုတော့အဲ့ဒီအခင်းဖြစ်သွားတော့အဖေနဲ့အမေကချင်းခုတ်ပြီးတော့ပြန်လာတဲ့ချိန်သူတို့နဲ့တူးလာတယ်ဗျအဖေနဲ့အမေကကြောက်နေတော့တစ်ပင်အနောက်ကနေပဲကြည့်နေရတာအဖေနဲ့အမေကအဲ့ဒီကြောင်းတွေကိုဘသူ့ဘုံမှလည်းရှော့ပြီးတော့မပြောနဲ့ဆိုပြီးမှားတယ်ဗျကျုပ်ထင်ရတော့ကျုပ်တို့မိသားစုအနေပြမှာကြောက်လို့နေမယ်ဗျတကယ်ပဲလူကသာချမ်းသာတာစိတ်တွေကတော့အင်မတန်ရုံမို့ကောင်းပါလေဗျာအဲ့တော့မိန်းကလေးတွေလည်းဒီလိုအဖြစ်ဆိုးကနေကင်းဝေးကြပါစေလို့ပဲကျုပ်ဆုတောင်းပေးလိုက်ပါတယ်ပရိသတ်တွေနားဆင်ကြရတဲ့ဇလန်လေးကတော့စာရေးသူ YC ရဲ့ရေးသားထားတဲ့ရေရင်းတွေကတဲမဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်
ဆက်လက်ပြီးတော့လည်းအခုလိုမျိုးပရာလောကနဲ့ပတ်သက်တဲ့ဇာတ်လမ်းကောင်းလေးတွေကိုအမြဲတမ်းရွေးချယ်ပြီးတော့မှတင်ဆက်ပေးပါမယ်ခင်ဗျာစောင့်မျှော်နှားဆင်အားပေးကြပါဦးဗျာပရိသတ်များအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့စီးပွားလှလှပါများဒီအေလာတိုးတက်ကြပါကြပါစေဗျာ